သာသနာတော်နှစ်2554ခုနှစ်ကောဇာတက္ကရာ1382ခုနှစ်ပထမဝါဆိုလပြည့်ကျော်12ရက်ရန်ကုန်တိုင်းမင်္ဂလာတောင်ညွတ်မြို့နယ်တောင်လုံးကျန်ရပ်ကွက်အထက်ပဇွန်တောင်လမ်းစုတော်မြစ်ကျောင်းတိုက်အတွင်းဆင်ရင်ကျင်းပပြုလုပ်အပ်သည့်စုတော်မြစ်ကျောင်းတိုက်ခန္ဓဝါစကပန္တိတမဟာခန္ဓဝါစကပန္တိတအကမဟာခန္ဓဝါစကပန္တိတဂုဏဝိသိဋ္ဌပူဇာနှင့်ယရဏညွတ်သုံးဓာတ်ကျောင်းဆောင်ရေစက်ချအလှတော်မင်္ဂလာထိမ့်မှတ်ဖြစ်ဆင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနားဝယ်ဟောကြားအပ်သောမဟာဒါနတရားဒေသနာတော်ဒီကနေ့ညဓမ္မသဘင်အခမ်းအနားကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာဂုဏ်ကိုအာယုံပြုကာသိကျူဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပ္ပကောတိဟိပိအပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကသတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုဏ်ပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအပေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ခြေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ခြေလက်အင်္ဂါမေတ္တာကြီးမာသမိတာနှင့်တထာဇနီစွန်ရင်ကြီးဟုကျက်တိထဝယ်ငါးသွဲအစုအလုံးခဲရင်သောအမှုတို့ကိုကရွန်တော်ဖရာဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလျက်နှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏချိန်ထံများစွာရောက်တော်မူခဲ့ရရှာလေသည်မဟာကရုဏီကတတတ္တဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတတဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတအကုန်ပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမဟာဒါနမြတ်သောအလုံးသို့မဟုတ်ကြီးကျယ်သောအလှလို့မြတ်စွာဘုရားကသုတ်တန်တစ်ခုမှာအဘိတန္ဒသုတ်လို့ခေါ်တယ်အင်္ဂုတ္တရနိကေအဘိတန္ဒသုတ်မှာမြတ်စွာဘုရားကမဟာဒါနမြတ်သောအလှသို့မဟုတ်ကြီးကျယ်သောအလှဆိုပြီးတော့ဟောထားတာရှိတယ်ပေါ့သို့တော့အဲ့ဒီမှာအလှလို့ဆိုတော့လည်းပဲအလုံးသိနေကြတာကတော့အလှလို့မသိကြဘူးပေါ့ကိုချင်းသီလတစ်ခုအနေနဲ့ပဲသိတယ်ကိုချင်းသီလတစ်ခုအနေနဲ့သိတဲ့ကျင့်စဉ်တရားကိုပဲမြတ်စွာဘုရားကမဟာဒါနကြီးကျယ်တဲ့အလှကြီးလို့ဒီလိုဟောတာ
ခြားသုတ်တန်တွေမှာတွေးရခဲ့တဲ့စကားလုံးတစ်ခုပေါ့မြတ်စွာဘုရားရဲ့တရားတော်တွေထဲမှာကုသိုလ်အကြောင်းကိုရှင်းလင်းပြတဲ့အခါမှာလူမှုတမ်းမှုနဲ့ပတ်သက်တဲ့ဒါနကုသိုလ်လိုက်နာကျင့်သုံးဆောက်တည်ကြရမယ့်သီလကုသိုလ်ပွားများအထောက်ကြရတဲ့ဘာဝနာကုသိုလ်လို့အသီးအသီးဒီလိုဟောကြားပြီးတော့ထားတယ်တစ်ခုနဲ့တစ်ခုလည်းလှုပ်ဆောင်မှုချင်းကမတူဘူးပေါ့ဒါနဆိုဒီမှာမိမိတဏ္ဍာမှာရှိတဲ့မိမိမှာပိုင်ဆိုင်တဲ့အရာတစ်ခုခုကိုတူတယောက်အားပေးလူခြင်းစွန့်ကြဲခြင်းကိုဒါနလို့ခေါ်တာဒါကပုံမှန်အားဖြင့်ကိုယ်ရှိတာကိုသူများပေးတာဒါနဒါအလုံးသိကြတယ်ဒါနဆိုတာနော်အေးဒါနဆိုတဲ့စကားလုံးကိုလည်းပဲနှမျိုးခွဲပြီးတော့မှတ်ရမယ်ဒါနဆိုတဲ့စကားလုံးကတစ်ခါကြတော့ပေးလူခြင်းလို့ဆိုတဲ့သို့မဟုတ်ပေးလူချောင်းစေတနာကိုရည်ညွှန်းတဲ့အခါမှာလည်းရှိတယ်သို့မဟုတ်ဒါနဆိုတာလှူစရာပစ္စည်းဝတ္ထုကိုလည်းဒါနလို့ခေါ်တယ်အဲ့ဒါကြောင့်မို့လို့စာပေကျမ်းဂန်အရာခွဲမယ်ဆိုလို့ရှိရင်ဝတ္ထုဒါနနဲ့စေတနာဒါနလို့နှမျိုးခွဲရတယ်ဝတ္ထုဒါနဆိုတာဘာလဲဆိုရင်လှူစရာပစ္စည်းဝတ္ထုလှူစရာပစ္စည်းဝတ္ထုသည်ဝတ္ထုဒါနအဲ့ဒီလှူစရာပစ္စည်းဝတ္ထုကိုလှူပြည့်အောင်တွန်းအားပေးတဲ့စေတနာကြတော့စေတနာဒါနလို့ခေါ်တယ်အဲ့ဒါလေးမတူတဲ့သဘောလေးကိုမှတ်ထားဖို့ဝတ္ထုဒါနနဲ့စေတနာဒါနဆိုလိုတာကပစ္စည်းဝတ္ထုကိုလည်းဒါနလို့ခေါ်တယ်စေတနာကိုလည်းဒါနလို့ခေါ်တယ်ဘယ်နေရာမှာခွဲခြားနိုင်လို့ဆိုရင်ဒါနံဒေတိအလှပေးတယ်ဆိုတဲ့စကားလုံးမှာကြည့်မယ်ဆိုရင်အလှပေးတယ်ဆိုတာစေတနာကိုပေးတာမဟုတ်ဘူးပစ္စည်းဝတ္ထုကိုပေးတာဒါနံဒေတိဆိုတဲ့စကားလုံးကိုကြည့်မယ်ဆိုရင်အဲ့ဒီဒါနသည်လှူစရာပစ္စည်းဝတ္ထုကိုပြောတာဒါနံလှူစရာပစ္စည်းဝတ္ထုကိုဒေတိပေးလူ၏ဗမာလိုပြန်တော့ဒါနံဒေတိအလှပေး၏လို့ဒီလိုပြန်တယ်နော်အဲ့ဒါပစ္စည်းဝတ္ထုကိုပြောတာအဲ့ဒါမဟုတ်ဘဲနဲ့နောက်တနည်းကြတော့နောက်တနေရာမှာကြတော့ဒါနေနဘောဂဝါဒါနေနစွန့်ကြဲပိကံလှူဒန်းခြင်းကြောင့်ဘောဂဝါစိစဉ်ဥစ္စာကျွယ်ဝတဲ့အနေအထားမျိုးရတယ်လို့ဟောဒီစကားပြောတဲ့အခါကျတော့ဒီဌာနကစေတနာကိုကောက်ယူရတယ်ပစ္စည်းဝတ္ထုကိုကောက်ယူလို့မရဘူးเนาะအဲ့တော့လူတွေရဲ့တဏ္ဍာမှာလှူစရာပစ္စည်းဝတ္ထုရဲ့လှူတတ်တဲ့စေတနာရဲ့အဲ့ဒါလို့နှမျိုးရှိတယ်လို့မှတ်လှူတတ်တဲ့စေတနာဖြင့်လှူစရာပစ္စည်းဝတ္ထုကိုလှူလိုက်ကြတယ်အဲ့ဒီထဲမှာအကျိုးပေးတာကဘာကအကျိုးပေးတာတုံးဆိုစေတနာကအကျိုးပေးတာသို့တော့စေတနာကြီးတတ်ပစ္စည်းမပါဘဲနဲ့ဖြစ်သလားဆိုမဖြစ်ဘူးလှူစရာပစ္စည်းဝတ္ထုကိုကြည့်ပြီးတော့လှူခြင်းတဲ့စေတနာပေါ်တာကိုအဲ့တော့ဒီနှစ်ခုကဆက်သွယ်ပြီးတော့နေတယ်အပြန်အလှန်ဆက်သွယ်ပြီးတော့နေတယ်လှူစရာပစ္စည်းဝတ္ထုကအာယုံလှူတဲ့စေတနာကအာရမဏိကစိတ်စေအဲ့တော့လှူစရာပစ္စည်းဝတ္ထုရဲ့လှူတတ်တဲ့စေတနာဒီနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာအလှူထမြောက်ခြင်းဆိုတာဖြစ်လာတယ်ပေါ့အဲ့ဒီထဲမှာအကျိုးပေးတယ်ဆိုတာကြတော့ဒါနစေတနာအကျိုးပေးတယ်လို့ဒီလိုပြောရတယ်လှူစရာပစ္စည်းဝတ္ထုကိုအမိပြုပြီးတော့ဒါနစေတနာလှူတတ်တဲ့စေတနာဟာလည်းပဲဖွံ့ဖြိုးတိုးတက်လာသူ့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအာတန်လေးလေးဒီပုဂ္ဂိုလ်ရဲ့ကောင်းကျိုးချမ်းသာအရာလေးလေးအဲ့တော့ကြီးလိုက်မယ်ဆိုလို့ရှိရင်ပစ္စည်းဝတ္ထုနဲ့စေတနာဒီနှစ်ခုဟာဘယ်သူကအရေးပါတော့ဆို
နှစ်ခုစလုံးအရေးပါတယ်လို့ပြောနိုင်တော့လဲပဲပို့ပြီးတော့အရေးပါတာအဓိကကြတာပြောပါဆိုရင်စေတနာပဲဒါကြောင့်မို့လို့ဝေလာမသုတ်တံကြတော့မြတ်စွာဘုရားဟောထားတာရှိတယ်လေပစ္စည်းဝတ္ထုကကောင်းတာပဲဖြစ်ဖြစ်ညံ့တာပဲဖြစ်ဖြစ်အဓိကမဟုတ်ဘူးတဲ့နောက်ပစ္စည်းဝတ္ထုကနည်းတယ်များတယ်ဒါလည်းအဓိကမဟုတ်ဘူးတဲ့အဓိကကြတာတော့မှန်ကန်တဲ့စေတနာတရားအဓိကကြတယ်ဒါကြောင့်မို့လို့ဘုန်းကြီးတို့တရားချစ်ခင်သူတော်စင်ပြိဿတ်တို့လူတိုင်းဒါနကောင်းမှုလုပ်တိုင်းစေတနာဖွင့်ဖြိုးအောင်ကြိုးစားစေတနာဖွင့်ဖြိုးမှုဟာဘာကိုအကြောင်းပြုပြီးဖွင့်ဖြိုးနိုင်လို့ဆိုပစ္စည်းဝတ္ထုကိုအကြောင်းပြုပြီးတော့လဲစေတနာဖွင့်ဖြိုးတယ်အလှူခံပုဂ္ဂိုလ်ကိုလည်းအကြောင်းပြုပြီးတော့စေတနာဖွင့်ဖြိုးတယ်အလှူဝတ္ထုကမွန်မြတ်လှူလိုက်ရတယ်ဆိုလို့ရှိရင်စေတနာလည်းပဲပိုထက်တာနောက်အလှူခံပုဂ္ဂိုလ်ကလည်းပဲနော်သီလသမာဓိနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်သို့မဟုတ်တန်ခါအများစုချီးနူးเสียအလှူခံပုဂ္ဂိုလ်ကိုလှူလိုက်ရတယ်ဆိုလို့ရှိရင်လေစိတ်ထဲမှာဝမ်းသာချီးနူးမှုလှူလို့တဲ့စေတနာပို့ပြီးတော့ဖွင့်ဖြိုးလာတယ်ပေါ့အဲ့တော့အလှူဝတ္ထုနဲ့အလှူခံပုဂ္ဂိုလ်ဒီနှစ်ခုကိုအကြောင်းပြုပြီးတော့စေတနာတရားဖွင့်ဖြိုးတိုးတက်လာတာဟုတ်ဒါကြောင့်မို့လို့အဲ့ဒီစေတနာဖွံ့ဖြိုးတိုးတက်မှုအတွက်အလှူဝတ္ထုကလည်းအရေးကြီးတယ်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတယ်ဒါပြောအဲ့တော့ဘယ်သူအတွက်အရေးကြီးတာတော့ဆိုစေတနာအတွက်အရေးကြီးတာဒါဖြင့်အကျိုးပေးဖို့ကြတော့ဘယ်သူကအရေးကြီးတာတော့ဆိုစေတနာကပဲအရေးကြီးတယ်အလှူဝတ္ထုဘလောက်ကောင်းစေတနာကညံ့နေလို့ရှိရင်ညံ့သွားမှာပဲအဲ့တော့အကျိုးပေးတဲ့နေရာမှာအဆုံးဖြတ်ပေးတာဒီပစ္စည်းဝတ္ထုကမဟုတ်စေတနာကအဆုံးဖြတ်ပေးသွားတာတဲ့အဲ့ဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတဲ့နေရာမှာစိတ်ထားဟာအမတန်မှအရေးကြီးတယ်ပေါ့ဒါကြောင့်မို့ဗမာစကားမှာလဲစိတ်ထားတတ်ရင်မြတ်တယ်လို့ဒီလိုပြောတာဒါတာမန်ပစ္စည်းတွေလှူတဲ့နေရာမှာအမတန်မှအရေးကြီးတယ်ပေါ့နော်ကုသိုလ်တန်တန်ကလေးစိတ်ထဲမှာနောက်တစ်ခုကတမန်ဝတ္ထုတစ်ခုကိုလှူတယ်ဆိုလို့ရှိရင်စဉ်းစားရမှာလှူတယ်လို့ဆိုရင်များသောအားဖြင့်လူတွေကလှူတယ်ဆိုတဲ့အပေါ်မှာနောက်ကယူတယ်ဆိုတာပါနေသေးတယ်နော်ယူတယ်ဆိုတာပါတယ်ဆိုတာဘာလို့ဆိုရင်ကုသိုလ်ရခြင်းလို့လှူတယ်ဆိုရင်အဲ့ဒီရချင်တာလေးပါနေသေးတယ်ရချင်တာပါနေတယ်တကယ်ကတော့တန်တန်ဆိုလို့ရှိရင်လှူတယ်ဆိုတာကိုယ့်အတွက်မဟုတ်ဘူးအလှူခံပုဂ္ဂိုလ်အတွက်စေတနာတန်တန်ထားနိုင်ရမယ်ကိုယ့်အတွက်မစင်စားနဲ့အလှူခံပုဂ္ဂိုလ်အတွက်ပဲစဉ်းစားအများသောအားဖြင့်လှူတယ်ဆိုတာဘယ်သူအတွက်တုံးဆိုကိုယ့်အတွက်ဖြစ်နေတတ်တယ်ကိုယ့်အတွက်ဖြစ်နေတတ်တယ်ဆိုပါစို့ကျောင်းဆောင်လှူတယ်ဆိုရင်လေဒီအများကိုပြောပြတာနော်ကျောင်းဆောင်လှူတယ်ဆိုရင်လေကျောင်းတကာအဖြစ်ခံယူခြင်းနဲ့အများမှာဂုဏ်ရှိခြင်းနဲ့ဆိုအတွေးလေးတွေပုထုဇဉ်တွေမှာရှိတတ်တယ်ပေါ့တခုလှူတယ်ဆိုလို့ချင်းလေသူအလှူတကာအနေနဲ့အများမှာထင်ပေါ်ကြော်ကြားမှုလေးတွေကိုရချင်တာအဲ့ဒါလေးတွေကစဉ်းစားကြည့်မယ်ဆိုဒါရချင်လို့ဒါလုပ်တယ်ဆိုရင်အယောင်းဝယ်သဘောမဆန်ဘူးလားအယောင်းဝယ်သဘောဆန်းနေတယ်အဲ့ဒါမျိုးမဖြစ်ဖဲနဲ့ဒီမှာကျောင်းဆောင်လှူတယ်ဆိုရင်လေဒီကျောင်းပေါ်မှာသတင်းသုံးတဲ့ပုဂ္ဂိုလ်တွေတို့မို့တန်ဃာတွေကိုဆောက်လှူတယ်ဆိုရင်ဒီဆောက်ဥပေါ်ဒီကျောင်းပေါ်သတင်းသုံးတဲ့တန်ဃာတွေအများအတွက်ဆောက်တယ်ဆိုရင်ဒီပေါ်မှာဒီဆောက်ဥမှာနေထိုင်တဲ့ပုဂ္ဂိုလ်တွေချမ်းသာကြပါစေအများအတွက်ဆိုတဲ့စိတ်ကိုထားအလှူခံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူတာဟာအမတန်မွန်မြတ်တယ်လို့ပြောရအောင်ကျန်တာက
ဆုမတောင်းရဘူးလို့ပြောတာမဟုတ်ဘူးအလူကံပုဂ္ဂိုလ်ရဲ့အကျိုးကိုကြည့်ပြီးတော့လှူလိုက်တယ်လှူပြီးတဲ့အခါကျတော့မှကိုယ်ဆန္ဒထုတ်ဖော်တာဒီလိုလှူရတဲ့ကုသိုလ်ဟာသူကသူအကျိုးပေးမှာပဲတောင်းနေဖြစ်စေမတောင်းနေဖြစ်စေကိုကဘာကိုရချင်တယ်လဲဒီကုသိုလ်ကောင်းမှုဟာဘာကိုဥတည်စေချင်တယ်လဲဆိုတာကြတော့ကိုလိုချင်တာတစ်ခုထုတ်ပေါ်ဒါဆုတောင်းတဲ့ခေါ်တာပဲเนาะအဲ့တော့လှူကြတဲ့ကအများအတွက်ကိုလှူရမယ်အလှူကံပုဂ္ဂိုလ်ရဲ့အကျိုးအလှူကံပုဂ္ဂိုလ်တွေအပေါ်မှာမေတ္တာထားမယ်စေရနာထားမယ်ကရုဏာထားမယ်ဟောမရှိတဲ့ပုဂ္ဂိုလ်ပေးလိုက်လို့ရှိရင်အော်သူစားစရာမရှိချမ်းသာပါစေစားပါစေเนาะအဲ့ဒီလိုလှူရမယ်အေးသူငါကျွေးထားတာတနေ့ကျသူငါ့ကိုလှုပ်ပေးရမယ်ဒါကြတော့အယောင်းဝယ်ဖြစ်သွားဒီလိုအပြန်အလှန်မျိုးမဖြစ်စေရဘူးတဲ့လှူတယ်ဆိုတာအပြန်အလှန်မျိုးမဖြစ်စေရပူဇော်တယ်ချီးမြှောက်တယ်ဆိုတာနှစ်ခုရှိတယ်ပူဇော်တယ်ဆိုတာကိုယ့်ရဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်သီလသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေကိုကြောင်းဆောက်ပြီးတော့ပူဇော်တယ်သို့မဟုတ်သင်္ကန်းနဲ့ပူဇော်တယ်သူ့ရဲ့သီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တွေကိုပူဇော်တယ်ဒါပူဇော်တဲ့အနေနဲ့လှူတယ်ကိုယ့်အတွက်မဟုတ်ဘူးသူ့ကိုပူဇော်တယ်ဓမ္မရဲ့ဂုဏ်ကိုအာရုံပြုပြီးတော့ပူဇော်တယ်အေးဆင်းရဲဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်ကြတော့ချီးမြှောက်တယ်။ဘာနဲ့ချီးမြှောက်အေးသူစားစရာမရှိဘူးစားစရာပေးလိုက်တယ်။နေစရာမရှိဘူးနေစရာလေးပေးလိုက်တယ်။ဝတ်စရာမရှိဘူးအဝတ်ကလေးပေးလိုက်တယ်။ဒါချီးမြှောက်တာ။အဲ့ဒီချီးမြှောက်မှုတွေဟာလူသူရဲ့အတွက်မဖြစ်စေရဘူးယူသူရဲ့အတွက်ပဲဖြစ်စေရမယ်။အကျိုးပေးတဲ့အခါကျတော့ဘာကိုကြည့်ပြီးတော့အကျိုးပေးတယ်လဲသဘာဝအလှူတွေကစဉ်းစားစရာမြတ်စွာဘုရားကသဗ္ဗဒါနံဓမ္မဒါနံဇိနတိလို့ဟောထားတာရှိတယ်ဓမ္မဒါနကဘာဖြစ်လို့ဒါနထဲမှာအကောင်းဆုံးဖြစ်နေရတယ်လဲလို့ဆိုတာကိုအလေးနဲ့စဉ်းစားကြည့်ပစ္စည်းတစ်ခုကိုလှူလိုက်လို့ရတဲ့ပုဂ္ဂိုလ်ကိုအဲ့ဒီပစ္စည်းကဘလောက်အကျိုးပြုတယ်လဲနော်လှူသူနဲ့ယူသူမှာကိုလှူလိုက်တဲ့ဟာကယူသူအတွက်ဘလောက်အကျိုးပြုတယ်လဲဆိုတာကအဓိကကြအဓိကအမတန်မှကြတယ်အဲ့ဒါဓမ္မဒါနကဆိုပါစို့ဒီဓမ္မဒါနကမြတ်တယ်ဆိုတာဓမ္မကိုလှူလိုက်တဲ့ဖြင့်အဲ့ဒီဓမ္မကိုလက်ခံရရှိသွားတဲ့ပုဂ္ဂိုလ်ကဘလောက်အကျိုးများသွားသလဲဒီပုံမှာလူတည်ပြီးတော့ဆုံးဖြတ်လှူတဲ့ပုဂ္ဂိုလ်အတွက်မဟုတ်ဘူးရတဲ့ပုဂ္ဂိုလ်အတွက်ဆုံးဖြတ်ဥပမာမဲ့ဆွမ်းလှူတယ်ဆွမ်းဆိုတာအလုံးသိတဲ့အတိုင်းတမနဲ့စားပြီးရင်နေ့လည်ကျစားဖို့လိုအပ်နေသေးတယ်ဗမာတွေကတော့ထမင်းအသက်9ရက်လို့ပြောတာဒါမသေးတာကိုပြောတာနော်သို့တော့ထမင်းဆိုတာလူတွေဘယ်နှထပ်စားနေကြတစ်ထပ်ထဲနဲ့ဘယ်သူမှမဝဘူးနော်အနည်းဆုံး2ထပ်တော့စားမှာပဲအဲ့တော့သူ့ရဲ့စောင့်ရှောက်မှုဟာနေ့တစ်ဝက်ပဲခံတယ်လို့ပြောအောင်မှာပေါ့ထမင်းတစ်ခါစားပြီးရင်လူကိုအကျိုးပြုတာနေ့တစ်ဝက်ပဲအကျိုးပြုမယ်အဲ့တော့သူအကျိုးပြုတဲ့အတိုင်းတာအမတန်နည်းတယ်နောက်တစ်ခါအဝတ်တစ်ခုအဝတ်ရဲ့အကျိုးပြုမှုကလည်းပဲလူတွေမှာထမင်းနဲ့တော့ပိုတယ်အစာနဲ့တော့ပိုတယ်သို့တော့သိပြီးတော့ရေရှည်အကျိုးမပြုဘူး1လ2လ3လပေါ့နော်အခုလိုအကြောင်းဆောင်ဦးကြီးတွေလှူလိုက်တဲ့အခါကျတော့နှစ်ပေါင်းများစွာအကျိုးပြုတယ်ဒါကြောင့်မို့လို့အကြောင်းလူကိုမြတ်တယ်လို့ပြောတာဘာဖြစ်လို့တော့ဆိုတော့အလှူခံပုဂ္ဂိုလ်တွေပေါ်မှာအကျိုးပြုတဲ့အတိုင်းတာမြတ်လို့ကြီးထွားလို့မြတ်တယ်လို့ပြောဓမ္မဒါနတရားကိုလှူတာကြတော့အလှူခံပုဂ္ဂိုလ်ဘလောက်အကျိုးပြုလဲကြည့်ရှင်အတ္တစီကရှင်သာရိပုတ္တရာမထေရမြတ်ကိုရှင်သာရိပုတ္တရာအဲ့ဒီတုန်းကတော့ဥပဋိတပရပိုက်ပေါ့ဘာသာတရားနဲ့ပတ်သက်ပြီးတော့မသိသေးဘူးတရားဓမ္မနဲ့ပတ်သက်ပြီးဝေးနေသေးတယ်ရှင်အတ္တစီကတရားအလှူပေးလိုက်တယ်ရေဓမ္မဟိတုပ္ပဘောတေတံဟိတုံတထာဂတောအကြောင်းကြောင့်ဖြစ်တဲ့တရားတွေအကျိုးတရားတွေရဲ့အကြောင်းတရားကိုမြတ်စွာဘုရားဟောပါတယ်လို့ဒီစကားလေးပြောလိုက်တာဟိုအလှခံလဲရတဲ့တရားနာလဲရတဲ့ဥပဋိတပရပိုက်ရှင်သာရိပုတ္တရာအလောင်းဘ
လောက်အကျိုးချသွားအကျိုးရသွားတော့ဆိုသောတာပန်ဖြစ်သွားတယ်လေရှင်အတ္တစီကယဟန္တာဆိုတော့သူကလှူလိုက်ရတဲ့ပုဂ္ဂိုလ်သူ့မှာဘလောက်အကျိုးပြုမှာတော့ယဟန္တာဖြစ်နေပြီလေသို့တော့အဲ့ဒီတရားကိုလက်ခံလိုက်ရတဲ့ဥပဋိတ္တပရပိုက်ရှင်သာရိပုတ္တရာကြတော့ကြည့်လေသောတာပန်ဖြစ်သွားတယ်ဆိုနေတဲ့အကျိုးလားအဲ့တော့လှူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးတဲ့ယူတဲ့ပုဂ္ဂိုလ်အတွက်အကျိုးများတာဟာပို့ပြီးတော့တန်ဖိုးရှိတယ်လို့ဒီလိုမှတ်ရဒါကြောင့်မို့သဗ္ဗဒါနဓမ္မဒါနစိဏတိလို့ဒီလိုရှုတော့ကနေပြောတာနော်အခုဒီဒေသနာမှာတော့မဟာဒါနဆိုတဲ့အမည်နဲ့မဟာဆိုတဲ့စကားလုံးကမြတ်သောလို့လည်းအဓိပ္ပာယ်ရတယ်ကြီးကျယ်သောလို့လည်းအဓိပ္ပာယ်ရတယ်ကြီးကျယ်သောအလှသို့မဟုတ်မြတ်သောအလှအဲ့ဒီအလှဆိုတာဘာကိုပြောတာတုံးလို့ဆိုတော့မြတ်စွာဘုရားကငါးပါးသီလကိုပြောတာသီလကိုမြတ်စွာဘုရားကဒါနအနေနဲ့လုပ်ပြီးတော့ဟောထားတယ်ဒီဒေသနာမှာအဲ့တော့မြတ်စွာဘုရားကဘယ်လောက်ထိအောင်ဟောထားတော့ဆိုရင်မဟာဒါန၅မျိုးရှိတယ်တဲ့ဒါပဲတုတ်တံမှမပါဘူးအမတန်ရှားတဲ့ဒီစကားလုံးကပိဋကတ်ထဲမှာနော်အင်္ဂုတ္တထဲမှာအဘိဓမ္မာတုတ်မှာအဲမဟာဒါနဆိုပြီး၅ခုရှိတယ်တဲ့အဲ့ဒီမဟာဒါန၅ခုဟာအခင်ညကဘာဥကရေကပေါ်တဲ့အရာတစ်ခုဖြစ်တယ်အမတန်မှရှေးကြတယ်ဒီအလှကြီးဟာအမတန်မှရှေးကြတဲ့အလှတဲ့အမတန်မှအခင်ညဆိုတဲ့အဓိပ္ပာယ်ကအကတကယ်ကိုအဥအစကိုကအဥအစအမတန်ရှေးကြတဲ့အရာတစ်ခုလို့ဒီလိုသတ်မှတ်ပြီးတော့ပြောတာနော်နောက်ရတ္တညနှစ်ပေါင်းရှိခဲ့ပြီနှစ်ပေါင်းများစွာကြာခဲ့တဲ့အကြောင်းအရာကြီးတစ်ခုပဲနှစ်ပေါင်းများစွာကြာခဲ့တဲ့အရာတစ်ခုပဲလို့ဒီလိုအများကအသိမှတ်ပြုတယ်တဲ့ဝန်တင်ညတကယ်သူတော်စင်တွေရဲ့အနွယ်အဆက်သူတော်စင်တွေရဲ့လုံရိုးလုံစင်လို့လည်းပဲအလုံးကအသိမှတ်ပြုတယ်တဲ့ပောရဏတကယ်ကိုရှေးကြခဲ့တယ်ဟောဒီ၅ပါးသီလကိုမြတ်စွာဘုရားကမဟာဒါနလို့ဒီလိုဟောမြတ်သောအလှသို့မဟုတ်အမတန်ကြီးကျယ်တဲ့အလှကြီးတဲ့အဲ့တော့ဘုန်းကြီးတို့တွေ၅ပါးသီလဆောက်တည်တာနဲ့ဘယ်လိုလုပ်ပြီးတော့အလှကြီးပေးနေတယ်လို့ခေါ်နိုင်တယ်လဲဆိုတာမြတ်စွာဘုရားကရှုထောင့်တစ်မျိုးနဲ့ဟောထားတာဒါနော်ရှုထောင့်တစ်မျိုးနဲ့ဟောထားတဲ့တရားအဲ့ဒီမှာဒီမဟာဒါနကိုဘယ်ပညာရှိကမှမပယ်ဖြဲဝံ့ဘူးတဲ့အမတန်မှရှေးကြပြီးတော့အမတန်မှကဘာဥကာလကလေးကပေါ်ပြီးတော့နှစ်ပေါင်းများစွာကြာခဲ့တဲ့အစဉ်အလာကြီးတရားဖြစ်တယ်လို့ဘယ်သူကမှမရှုတ်ချရဲဘူးတဲ့ဒီ၅ပါးသီလနော်အမတန်မှရှေးကြခဲ့တဲ့ကုသိုလ်ကောင်းမှုကြီးတစ်ခုလို့ဆိုပြီးတော့မြတ်စွာဘုရားကဒီလိုဟောတာဘုန်းကြီးတို့ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဆိုရင်တရဏဂုံ၃ပါးနဲ့ငါ၅ပါးသီလကိုစောင့်တည်တယ်ဆိုရိုးနေကြရိုးနေသည့်အတွက်ကြောင့်တော့တခါတခါကျတော့ရိုးနေလို့ရှိရင်တန်ဖိုးထားမှမသိတော့ဖြစ်သွားအလေးနဲ့မထားဘူးတန်ဖိုးမထားဘူးဆိုရင်မြင်နေကြရိုးနေတဲ့အရာတစ်ခုဟာကိုယ့်အတွက်ဘာမှထူးဆန်းမလာသည့်အတွက်ကြောင့်အကျိုးအနေနဲ့လည်းဘာမှထူးဆန်းလာမှာမဟုတ်ဘူးပေါ့ဒါကြောင့်မို့လို့ဒါအမတန်မှတန်ဖိုးထားရမယ့်အရာတစ်ခုဖြစ်တယ်ပေါ့ငါးပါးသီလစောင့်တည်တိုင်းစောင့်တည်တိုင်းဘုန်းကြီးတို့တွေတို့ဟာမဟာဒါနကြီးကျယ်တဲ့အလှကြီးတစ်ခုလှူနေတယ်လို့ကိုယ့်ကိုတတိထားတတ်ဖို့တော့လိုတာပေါ့နော်ဒီတုတ်တန်အရာကိုယ့်ကိုတတိထားရမယ်ကြည့်လေမြတ်စွာဘုရားကငါးပါးသီလနဲ့ပတ်သက်ပြီးတော့ကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်လိုက်ကိုတူတယောက်ထဲလည်းမကြည့်နဲ့အလုံးခြုံငုံပြီးတော့စဉ်းစားရာခိုင်နှုန်းနဲ့တွေ့ကမ္ဘာမှာလူဦးရေတန်း6000ကျော်ရှိဒီကနေ့ခေတ်မှာတရိษံတွေရောထက်တွက်လိုက်မယ်ဆိုအင်မတန်မှများတယ်အဲ့ဒီထဲမှာ
သူများရဲ့အသက်ကိုတတ်ချင်းမှရှောင်ကျင်တဲ့ပုဂ္ဂိုလ်ဆိုရာခိုင်နှုန်းနည်းနည်းလေးပဲရှိတယ်နည်းနည်းလေးပဲရှိတယ်အဲ့တော့ကိုလုပ်တဲ့အလုပ်ကဘလောက်တန်မိုးရှိတယ်လဲကြည့်တန်ပေါင်း6000နဲ့ရှိတဲ့ထဲမှာပါဏာတိပါဒရှောင်တဲ့ပုဂ္ဂိုလ်ကတန်ပေါင်း1000တောင်မရှိဘူးတန်ပေါင်း100တောင်ရှိချင်မှရှိမယ်နော်အေးဘုရားဘာသာတွေပါဏာတိပါဒဝေရမဏိတို့လှုပ်ထားတယ်တော့ဆိုပြီးပဲလို့လွယ်လွယ်ကူကူနဲ့အနီးနားမှာရှိတဲ့ခြင်လေးတွေပါလေးတွေတော့လက်ဝါးနဲ့ဖြတ်ခနဲ့ရိုက်ချင်ကြသေးတာပဲဟိုအသေးဖွဲလေးတွေကြတော့မရှောင်မေးကြတာတွေအများကြီးတချို့ကစောရကတောင်တက်သေးတယ်ခြင်တွေကိုမတတ်ဖဲနေလို့ရှိရင်တဲ့ငှက်ဖျားယောဂါတွေပဲဖြစ်ကုန်မှာဆိုလို့သွေးလွန်ရုံတုပ်ကွေးယောဂါဖြစ်မယ်နော်အဲ့ဒါစဉ်းစားကြည့်အစိုးရင်လွန်တာလို့ပြောတယ်ခြင်ကိုတတ်ရင်သွေးလွန်တုပ်ကွေးယောဂါတို့ငှက်ဖျားယောဂါတို့မဖြစ်တော့ဘူးလားဆိုဖြစ်အောင်ပါပဲဒါဘုန်းကြီးတို့ကတခါတော့မိကုန်းထုတ်ပူတယ်သူတို့ကကျမ်းမာရေးရှုထောင့်ကကြည့်လို့ရှိရင်လူတွေကိုအန္တရာယ်ပေးနေတဲ့တတ္တဝါတွေကိုတတ်ရမယ်ဆိုတဲ့အယူအဆတစ်ခုရှိတယ်ပေါ့အဲ့ဒါဟာဘာလဲလို့ဆိုရင် selfish idea လူတွေမှာ selfish idea ဟာအမတန်မှရှိကြတယ်ဘာလို့ဆိုလို့ရှိရင်တကူကောင်းစားရေးလုပ်တာကိုကောင်းစားရေးတစ်ခုတည်းကိုကြည့်လို့မရဘူးလောကကြီးမှာနော်အဲ့ဒီကလေးကလူတယောက်ဟာပြောကြတယ်ဒီပြည့်နေရာကြတော့ကဲ့ရဲ့ကြတယ်မဟုတ်လားဒီလူကအတ္တကြီးတယ်လို့တကူကောင်းဆန်းတယ်လို့ပြောကြတယ်အေးဒီလိုတရိစ္ဆာန်တွေမတတ်လို့ရှိရင်လူတွေဟာအန္တရာယ်ဖြစ်လိမ့်မယ်လို့ဒီတွေးပြီးတော့ကြောက်တဲ့အကြောက်တွေနဲ့တရိစ္ဆာန်တွေကိုတတ်မယ်ဆိုရင်ဒါမမှန်ကန်တဲ့လုပ်ရတစ်ခုဖြစ်တယ်ပေါ့ဒါကမဖြစ်ရင်လေဒီပြင်ဘက်ကဖြစ်မှာပဲဒါသူ့ပုံချလို့မရဘူးလေသူ့ပုံချလို့မရတခြားနေ့တွေရောမရှိဘူးလားဆိုပါစို့ချင်းတစ်ခုတည်းကိုပြောတာပါဒီပြင်ကောင်းနေလဲအတူတူပဲပေါ့ချင်းမတတ်ဘဲနဲ့ချင်းအောင်နဲ့အိတ်မယ်ချင်းနေပေါက်ဖွားမဲ့နေရာတွေကိုမပေါက်ဖွားအောင်မပေါက်ခွဲဖွားခင်ကကြိုတင်ပြီးတော့ထိမဖြစ်နိုင်ဘူးလားဖြစ်နိုင်တဲ့အလုပ်တွေအများကြီးရှိတယ်အဲ့ဖြစ်နိုင်တာကိုမလုပ်ဖဲနဲ့ပေါက်ဖွားတာခံပြီးပေါက်ဖွားပြီးမှတတ်မယ်ဆိုလို့ရှိရင်ဒါပါဏာတိပါဒဖြစ်မှာပဲဒါပါဏာတိပါဒဖြစ်မှာပါဏာတိပါဒဖြစ်နေပြီဆိုတဲ့ဒီလူတယောက်ဟာဘသူ့ကိုအန္တရာယ်ပေးနေတာတုံးဆိုချင်းတွေကိုအန္တရာယ်ပေးနေတာသူကထင်တာချင်းကလူကိုအန္တရာယ်ပေးလို့ချင်းကိုပြန်ပြီးအန္တရာယ်ပေးတယ်ဆိုတော့ဒါအပြန်အလှန်တတ်ကြတဲ့သဘောပဲဖြစ်သွားအဲ့တော့ကိုယ့်အတွက်လုံခြုံစိတ်ချရဖို့သူများကိုတတ်တယ်ဆိုတဲ့စေတနာဟာဘာနဲ့တူတုံးဆိုလူဆိုးနဲ့တူတူပဲဘာမှမတူကိုယ့်ကိုရံမူးလာလို့ကိုကဥအောင်တတ်တာနဲ့မတူဘူးလားတူတူပဲဘာမှမတူစိတ်ဓာတ်ချင်းကဒီတိုင်းပဲသွားတာပဲအဲ့ဒီစိတ်ဓာတ်ကပြန်ပွားလာလို့ရှင်လူတောင်မှပဲကိုယ့်ကိုအန္တရာယ်ပြုရင်တတ်မယ်ဆိုတဲ့အဓိပ္ပာယ်ရသွားတယ်ပေါ့ဟောအဲ့တော့ပါဏာတိပါဒကရှောင်နေဆိုဘယ်လိုလုပ်ဖြစ်လဲမဖြစ်နဲ့အဲ့ဒါကြောင့်မို့လို့ငါးပါးသီလတဲ့ကပါဏာတိပါဒရှောင်နေဆိုတဲ့ဟာရာခိုင်နှုန်းအပြင်လဲအလွန်နည်းတယ်ကဘာမှာရာခိုင်နှုန်းအပြင်လဲအလွန်နည်းတယ်မြတ်စွာဘုရားလက်ထက်တုန်းကတော့ဆိုလို့ရှိရင်ဗြဟ္မဏ်တွေဥဆောင်ပြီးတော့ sacrifice လုပ်တယ်တတ္တဝါတွေအများကြီးတတ်ပြီးတော့တတ္တဝါတွေကိုတတ်ပြီးတော့ရစ်နှက်ပူဇော်ခြင်းဖြင့်ကောင်းရာဒုက္ခရိဘုံကိုရောက်တယ်ဆိုတဲ့အယူဆကြီးကလွှမ်းမိုးထားတယ်ဒီကနေ့ခေတ်တောင်မှပဲဒီအယူဆရှိတုံးပဲလေချောင်းသွေးနဲ့ရစ်ပူဇော်တဲ့အစင်လာကြီးတွေရှိနေတုံးပဲနာမည်တစ်မျိုးပြောင်းခေါ်ခြင်းတော့ခေါ်မှာပေါ့နော်အမှန်ကတော့ရှေးရိုးဒီလုံနေချာကြီးပဲဒါအေးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဘယ်လိုဟောတော်ဆိုရင်ဓမ္မနိယမရှုတော်ကကြည့်မယ်ဆိုရင်ပါဏာတိပါတောဘိက္ခွေအာသေဝိတောဘာဝိတောဘုလိကတောတဲ့သူများအတတ်တတ်မှုကျွလွန်တဲ့ဒီစေတနာပါဏာတိပါဒလုပ်ငန်းကိုတဲ့စလုပ်မယ်အထက်ထပ်လုပ်မယ်အချိန်ချင်းလုပ်မယ်ဆိုရင်တဲ့အဲ့ဒီအကုသိုလ်သည်နိရိယတံဝတိကောငရဲမှာဖြစ်စေနိုင်တယ်အပါယတံဝတ္တနိကောအပေဘုံမှာဖြစ်စေနိုင်တိရိစ္ဆာနတံဝတ္တနိကောတရိစ္ဆာန်ဘဝရောက်အောင်တွန်းပို့နိုင်တယ်ဒါဒီလိုဟောထားတာနော်ဆိုလိုတာက
ပါဏာတိပါဒစေရနာကသူများအသက်တတ်လို့နတ်ပြည်ရောက်တယ်ဆိုတာမရှိဘူးဒီလိုဆိုလို့တယ်သို့တော့အယူဝါဒတိမ်မာနေတဲ့ဘာသာတွေကြတော့ဒါကိုတတ်ပြီးတော့နတ်ပြည်ရောက်တယ်ကောင်းကင်ဘုံရောက်တယ်ဆိုအယူဆတစ်ခုရှိနေအဲ့ဒါကြတော့နှစ်ထပ်ကွမ်းမှားသွားပထမမှားတာကမိစ္ဆာဒိဋ္ဌိမှားရတဲ့အမြင်တစ်ခုဒုတိယမှားတာကလောက်ရနှစ်ခုမှားတယ်လို့ဒီလိုအဲ့တော့အမှားနှစ်ခုရှိလို့ရှိရင်အကျိုးကလည်းပဲနှစ်ထပ်ကွမ်းခံရမှာပေါ့အဲ့တော့မြတ်စွာဘုရားဟောတာတော့ပါဏာတိပါဒသည်တဲ့အကျဉ်းချင်းထက်ထက်လုံးမိလို့အကျိုးပေးခြင်းပေးရင်ငဲပုံမှာပဲအကျိုးပေးမယ်အပေပုံမှာပဲအကျိုးပေးမယ်အပေါ်ဆုံးအပြည့်အနေနဲ့ပြောမယ်ဆိုရင်အပ္ပယုကသဝတ္တနိကောတဲ့ဖြစ်လျက်ဘဝမှာအသက်တိုတယ်တဲ့ဒါသူ့ရဲ့ပြစ်ချက်အဲ့ဒါကြောင့်မို့လို့အရိယသူတော်စင်နေဆိုရင်သူများအသက်တတ်ဖို့မလုပ်တော့အရိယတွေရဲ့စိတ်ဓာတ်ကဘယ်လိုရှိတုံးဆိုလို့ရှိရင်သူ့မှာစွန့်လွတ်မှုနှစ်ခုရှိတယ်ရွေးချယ်စရာအမြဲတမ်းနှစ်ခုရှိဘုန်းကြီးတို့တွေလည်းရွေးချယ်စရာအမြဲတမ်းနှစ်ခုရှိအရိယပုဂ္ဂိုလ်တွေရဲ့ရွေးချယ်မှုနဲ့ဘုန်းကြီးတို့တွေရဲ့ရွေးချယ်မှုကအလွန်ကွာတယ်ဆိုပါစို့အရိယပုဂ္ဂိုလ်တွေကရွေးချယ်မယ်တရားဓမ္မနဲ့ပစ္စည်းဥစ္စာဘာကိုရွေးမလဲဆိုရင်အရိယပုဂ္ဂိုလ်တွေကြတော့တရားဓမ္မကိုရွေးတယ်ပစ္စည်းဆုံးခံတယ်ပုရုဇဉ်တွေကြတော့ဘာကိုရွေးတုံဆိုလို့ရှိရင်ပစ္စည်းတော့အဆုံးမခံနိုင်ဘူးတရားကနောင်ခါလာနောင်စေးဟုတ်လားမတူတဲ့အကြောင်းကိုပြောတာနော်လောကမှာရွေးချယ်စရာလေးတွေရှိတယ်ဆိုပါစို့တာမန်ပုဂ္ဂိုလ်တယောက်အနေနဲ့ပြောမယ်တာမန်ရွေးချယ်စရာလေးတွေဘာတော့ဆိုရင်အသက်နဲ့ပစ္စည်းဥစ္စာဒီနှစ်ခုဟာဘာရွေးရမလဲဆိုပါစို့ပစ္စည်းဥစ္စာပဲအပြက်ခံမလားအသက်အသေးခံမလားလို့ဆိုရင်ပစ္စည်းဥစ္စာကိုအပြက်ခံလိုက်ကြတယ်အသက်တော့အသေးမခံသေးဘူးပေါ့ဒီလိုရွေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နော်နောက်တချို့ကြတော့အသက်နဲ့လက်ချေအင်္ဂါဘယ်ဟာရွေးမလဲဆိုအသက်ကိုရွေးပြီးတော့လက်ချေအင်္ဂါကိုအဖြတ်ခံလိုက်တယ်အသက်မသေးပြီးရောဆိုပြီးတော့ဒီလိုရွေးတယ်နောက်တရားနဲ့အသက်ကြတော့ဘာကိုရွေးရမလဲဆိုရင်သူတော်ကောင်းတွေကတရားကိုရွေးတယ်အသက်ကိုမရွေးဘူးတဲ့ပုရုဇဉ်တွေကြတော့အသက်ကိုပဲရွေးမယ်တရားမရွေးဘူးပေါ့ရွေးချယ်မှုလေးတွေမတူကြဘူးပေါ့ဒါမို့အရိယပုဂ္ဂိုလ်တွေကြတော့အသက်ဒီဟုသောအကြောင်းကြောင့်ပဲဖြစ်စေသူများအသက်ကိုမတတ်တော့ဘူးကိုယ်ပဲသိခံမယ်သူများတော့မတတ်ဘူးလို့ဆိုအဲ့ဒါဘာကိုတန်ဖိုးထားတာတော့ဆိုကိုယ်အသက်တဲ့သီလကိုတန်ဖိုးထားတယ်လို့ပြောတယ်အမြင်ချင်းမတူဘူးတာမန်ပုဂ္ဂိုလ်ကတော့ဒီလိုမတွေးဘူးလေသူကဟေးအသက်တော့သိမခံဘူးလားမထိနဲ့ဟုတ်လားကိုယ်အန္တရာယ်ပြုတဲ့လူရှင်းလိုက်မယ်ပေါ့ဒီလိုတွက်တာလေအဲ့တော့ရိယသူတော်စင်တွေကြတော့သူများကိုရှင်းလိုက်တာဟုတ်ပြီသူများကိုတတ်လိုက်ရင်ပါဏာတိပါဒအမှုပါဏာတိပါဒကံကိုကျူးလွန်လိုက်တယ်ဒီကျူးလွန်လိုက်သည့်အတွက်ကြောင့်ကိုကတော့ဒီဘဝအသက်ရှင်သွားတယ်သို့တော့ပါဏာတိပါဒကံရဲ့အကျိုးနဲ့နောက်ဘဝကျတော့လည်းငရဲကြရမယ်တိရစ္ဆာန်ဖြစ်ရမယ်ပြိတ္တာဖြစ်ရမယ်ပြီးတော့ဖြစ်လျက်ဘဝမှာအသက်တူအောင်မယ်ဟောနောက်ဆက်တွဲလာမဲ့အကျိုးဆက်တွေကအများကြီးအဲ့ဒါတွေကိုမမြင်သည့်အတွက်ကြောင့်ရွေးရင်တရားကိုမရွေးပဲနဲ့ခုနကကိုယ်အသက်တန်ဖိုးမရှိတာကိုသွားပြီးတန်ဖိုးရှိတယ်ထင်ပြီးတော့ရွေးလိုက်တာတဲ့ဒါကြောင့်မို့လို့လောကမှာပါဏာတိပါဒကိုရှောင်တဲ့ပုဂ္ဂိုလ်နဲ့ပါဏာတိပါဒလုံးတဲ့ပုဂ္ဂိုလ်ဟာရှောင်တဲ့ပုဂ္ဂိုလ်ကအမတန်နည်းပြီးလုံးတဲ့ပုဂ္ဂိုလ်ကများတယ်လို့ဒီလိုပြောအဲ့တော့မြတ်စွာဘုရားဟောထားတယ်အရိယသူတော်စင်အရိယဖြစ်တဲ့တပည့်ဟာတဲ့မြတ်စွာဘုရားရဲ့အရိယတပည့်ဟာသူများအသက်တတ်ခြင်းမှရှောင်ကျင်လိုက်တယ်တဲ့အဲ့ဒီရှောင်ကျင်လိုက်တာဟာဒါနရှုထောင့်ကကြည့်မယ်ဆိုရင်အင်မတန်ကြီးမားတဲ့မဟာဒါနကြီးပဲဒါဖြင့်သူများအသက်ကရှောင်တာနဲ့ဘာဖြစ်လို့မဟာဒါနဖြစ်တာတော့ဆိုတော့ကိုကသူများအသက်မတတ်လို့ရှိရင်ပတ်ဝန်းကျင်မှာတတ္တဝါတွေအများကြီးရှိတယ်လူတွေမဲ့သိတန်ပေါင်း6000ကျော်ရှိတယ်တိရစ္ဆာန်တွေဆိုရင်မရေမတွက်နိုင်အောင်ရှိတယ်
Eri maye madwen nai lao ong mya pya de tattwaတွေကိုကိုယ်လက်နဲ့ဘယ်တော့မှအသက်မထွက်စေရဘူးဆိုတဲ့ရှောင်ကျဉ်မှုလေးဟာတာမန်ကြည့်တော့ဖြင့်အသေးလေးလို့ထင်ရမယ်သို့တော့တတ္တဝါတွေအားလုံးကိုကိုယ်ဘေးမဲ့ပေးလိုက်တာပဲဒါဟောကြီးမားတဲ့ကုသိုလ်ကြီးတစ်ခုဖြစ်တယ်ဘေးမဲ့ပေးလိုက်တယ်အဘယံဒေတိတဲ့သူတို့ကိုအန္တရာယ်မပြုဘူးဆိုတဲ့ငါအန္တရာယ်မပြုတာလူသားပေါင်းတန်းပေါင်း6000တန်းပေါင်း6000ကျော်ကိုငါအန္တရာယ်မပြုဘူးဆိုဟောတန်းပေါင်း6000ကျော်ကိုကိုကဘေးမဲ့ပေးရမရောက်ဘူးလားရောက်ပါတယ်ခင်ဗျာအေးအဲ့ဒီတန်းပေါင်း6000မောဟာငါဆိုတဲ့ယန္တုအတွက်နဲ့သူတို့ဘာမှဒုက္ခမရောက်စေဘူးဆိုရန်ကင်းအောင်လုပ်ပေးလိုက်တာနဲ့အတူတူပဲဒါကြောင့်မို့အဝေရံဒေတိယံမရှိမှုကိုယံကင်းမှုကိုပေးတယ်တဲ့နောက်အပြပစ္စံဒေတိတန်ပေါင်း6000သောလူတော်ဝါတွေကိုဆင်းရဲဒုက္ခလွတ်ခင်းအောင်ပေးလိုက်တာနဲ့အတူတူပဲပါဏာတိပါဒတစ်ခုရှောင်လိုက်တာပေါ့နော်ကဲဘလို့စဉ်းစားကြည့်လိုက်စမ်းမတတ်ပဲရှောင်တာဟာဒီလောက်ထိအောင်အကျိုးကျေးဇူးရှိတယ်အတိုင်းတာကင်းမဲ့တဲ့ဒါလူရင်ပြောတာကဲချင်းတရဝါချင်းတွေရဲ့ population ကြည့်မယ်ဆိုရင်တန်ပေါင်း6000ဘက်ကပဝက်စိတ်တွေရဲ့ population ကြည့်ရင်ရောတန်ပေါင်း6000ဘက်ကပဝက်စိတ်တွင်းနေတန်ပေါင်း6000မကဘူးနော်အဲ့တော့အလုံးသောတ attva တွေကိုကိုကဘေးမဲ့ပေးလိုက်တယ်ရန်ကင်းမှုကိုပေးတယ်ဆင်းရဲဒုက္ခမရှိမှုကိုပေးတယ်ဆိုဒါကြီးမားတဲ့မဟာဒါနကြီးပေါ့ဒါကြောင့်မို့မြတ်စွာဘုရားအဲ့ဒီရှုထောင့်ကနေပြီးတော့ကိုကမတတ်ချင်းဖြင့်မတတ်ဖဲနဲ့ရှောင်ကျင်ခြင်းဖြင့်တ attva အလုံးကိုဘေးမဲ့ပေးရရောက်လို့ဒီပါဏာတိပါဒရှောင်တယ်ဆိုတဲ့ကိုချင်းသီလဟာရှုထောင့်တစ်ခုကကြည့်မယ်ဆိုရင်တကယ်ကိုမြတ်တဲ့အလှကြီးတစ်ခုပါတဲ့ဟောအမတန်မှကြီးမားတဲ့မြင့်မြတ်တဲ့အလှဒါနာကြီးဖြစ်လို့မဟာဒါနတစ်ခုပါလို့ဒီလိုဟောတယ်နော်ဒါအာယုံပြုပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်အမတန်ဝမ်းသာစရာကောင်းတယ်ပေါ့ဟောနောက်တစ်ခုအဒိဏဒါနအဒိဏဒါနကိုလည်းဒီတိုင်းပဲဟောတယ်မြတ်စွာဘုရားအဒိဏဒါနလောကကြီးမှာတန်ပေါင်း6000ကျော်ရှိတဲ့လူတွေထဲမှာတော်တော်များများထင်ကောင်းထင်မယ်သူများမပေးတဲ့ပစ္စည်းကိုမယူဘူးလို့မယူတဲ့လူကများတယ်လောကမှာအရာထဲမှာသခိုးကနည်းတယ်လူကောင်းတွေကများတယ်လို့ဒီလိုပြောကြမယ်နော်ဟုတ်တယ်ဟိုအိမ်တက်ခိုးဒီအိမ်တက်ခိုးတော့သခိုးကတော့နည်းတယ်သို့တော့ဒီပြင်းနီးနဲ့ခိုးနေကြတာကတော့တော်တော်များတယ်လူတွေဒီပြင်းနီးနဲ့ခိုးတာတွေတော်တော်များတယ်ငရုတ်သီးမုံတွေကိုဒီပြင်းဟာတွေထက်ရောရောင်းလို့ရှိရင်ရောင်းတာကငရုတ်မုံနော်နာမည်တက်လိုက်တာငရုတ်သီးမုံဒီပြင်းဟာတွေထက်ရောင်းတာဆိုမယ်ဆိုလို့ရှိရင်ဒါခိုးရမရောက်ဘူးလားရောက်ပါရဲ့ဗျာအေးအနံ့ကလေးတွေနှနွင်းမုံထည့်ပြီးဒီပြင်းဟာတွေရောရောင်းရင်ရောစီထဲမှာလည်းပဲစီတန်းနဲ့စီမတန်းတာတွေရောင်းရင်ရောဒါလည်းအဋ္ဌိဏဒါနတဲ့ပါတယ်နော်သတိထားကြဒါတွေလည်းအရိဏဒါနလို့ခေါ်တယ်တစိတ်ကတ်ထားတာတစ်မျိုးရောင်းတဲ့ပစ္စည်းကတစ်မျိုးဆိုလို့ရှိရင်ဒါလည်းခိုးခြင်း25ပါးဆိုထင်တယ်အများကြီးရှိတယ်ဒါလည်းခိုးခြင်း25ပါးဆိုကောင်းတဲ့ပစ္စည်းနဲ့မကောင်းတဲ့ပစ္စည်းရောတယ်အဲ့ဒါကြတော့လူတွေကသခိုးလို့မထင်ကြဘူးလေသခိုးလို့လည်းဘယ်သူမှမတတ်မှတ်ဘူးတကယ်ကတော့အဲ့ဒီရှုထောင့်ကကျုမယ်ဆိုလို့ရှိရင်အဋ္ဌိဏဒါနလွတ်တဲ့ပုဂ္ဂိုလ်ကအမှန်တည်းသွားပြန်ခုနကသခိုးလို့ဆိုတဲ့ပုဂ္ဂိုလ်ကြတော့ရှားကောင်းရှားပါလိမ့်မယ်အရာထဲမှာခုနနီးနဲ့ကြည့်မယ်ဆိုလို့ရှိရင်တော့မဟုတ်တဲ့နီးနဲ့သူများရဲ့ပစ္စည်းကိုရအောင်ယူတယ်ဆိုတဲ့ဟာတွေကအလုံးဟာအဋ္ဌိဏဒါနဒါမို့အဋ္ဌိဏဒါနရဲ့အဓိပ္ပာယ်ကအဋ္ဌိဏတအာဒါနအဋ္ဌိဏသူတစ်ပါးကချီချီပြူပြူပေးတာမဟုတ်တဲ့သူတစ်ပါးပိုင်ပစ္စည်းကိုအာဒါနာရယူမှုတဲ့ရယူမှုခေါ်တာပဲပေါ့အေးချီချီပြူပေးတဲ့ပစ္စည်းမဟုတ်တာကိုရယူတာမှန်သမျှအဋ္ဌိဏဒါနလို့ဒီလိုသွားတယ်ကဲအဋ္ဌိဏဒါနကရှောင်လိုက်ပြီစင်စင်ကြဲကြဲအသက်မွေးတယ်ရိုးသားတယ်ဖြောင့်မတ်တယ်အမှန်တိုင်းလုပ်တယ်ဆိုတဲ့အဋ္ဌိဏဒါနရှောင်လိုက်ပြီဆိုလို့ရှိရင်ကျန်တဲ့တစ်ဖက်သားအန္တရာယ်တွေအများကြီးကင်းသွားတယ်ပေါ့
မိမိဒီဟုသောအကြောင်းကြောင့်ဒုက္ခရောက်တာမရှိဘူးဥပမာပဲစီတဲ့ကမတည့်တာတွေထပ်ရောလို့မတော်တာတွေစားမိလို့ဒုက္ခရောက်တာမရှိဘူးဆေးဓုတွေရောင်းလို့ဒုက္ခရောက်တာမရှိဘူးเนาะအမျိုးမျိုးပေါ့ခဏိခေတ်မှာဆိုလို့ရှိရင်အမတန်မှဒီဟာတွေအန္တရာယ်တွေများလာတယ်ပေါ့ပစ္စည်းကိုအမျိုးစုံလောက်လာတဲ့ဟာတွေကဒါအန္တရာယ်တွေတစ်ခုဖြစ်လာတာပေါ့เนาะဟောအဲ့ဒါတွေမလုပ်ဘူးဆိုလို့ရှိရင်တန်ပေါင်း1000 6000ကျော်သောလူတွေအတွက်ငါအန္တရာယ်ကင်းအောင်လုပ်ပေးတယ်ဆိုတဲ့မဟာဌာနကြီးတစ်ခုပဲပေါ့ဟောအဲ့ဒီဘက်ကကြည့်မယ်ဆိုရင်ရှုထောင့်ဟာတကယ်ကိုမြတ်တဲ့အလှူဒါနကြီးကိုငါပေးနေတယ်လို့စိတ်ထဲမှာဒီလိုအောင်းမိတယ်မြတ်စွာဘုရားအဲ့ဒီရှုထောင့်ကနေဟောတခါနောက်ကာမေတုမိစ္ဆာစာရကိုကြည့်ကာမေတုမိစ္ဆာစာရကာမကိစ္စတွေနဲ့ပတ်သက်ပြီးမမောက်မာဘူးသူတော်ဘာသာသမီးကိုအမျိုးသားအမျိုးသမီးချင်းချင်းမပြစ်မှားဘူးအဲ့ဒီလိုရှောင်တဲ့ပုဂ္ဂိုလ်ကလောကမှာဘယ်လောက်ရှိလဲဆိုအမတန်မှနေတယ်ပေါ့လူမသိရင်သူတော်ကောင်းမှာရက်ထဲမှာတချို့ကိစ္စတွေကမသိလို့သူတော်ကောင်းဖြစ်နေကြတယ်မြတ်စွာဘုရားကြတော့ကြည်အရဟစိတ်ကြွယ်ရမှာတောင်မကောင်းမှုမလုပ်ဘူးတဲ့ရသောအဖြစ်မကောင်းမှုဟာလူကဲ့ရဲ့မှာကြောက်လို့မကောင်းမှုမလုပ်တာကိုယ့်ဘာကိုကြတော့သိရသိနေကြကိုယ့်ဘာကိုမဟုတ်တာမဟုတ်တာသိအဲ့ဒီမှာမြတ်စွာဘုရားဟောထားတဲ့တရားလေးတစ်ပုဒ်ရှိဒါလေးကဆင်ញင်စဉ်းစားကြည့်တိုက်တယ်ပေါ့နတ္ထိလောကေရဟောနာမပါပကမ္မံမပကရုပတောမကောင်းတာလုပ်တဲ့ပုဂ္ဂိုလ်ဖို့သူကတော့တိတ်တိတ်လုပ်တယ်လို့ထင်တယ်တဲ့တိတ်တိတ်ဆိုမရှိဘူးစိတ်ကြွယ်ဆိုမရှိဘူးလောကလူတွေကတော့ဒါဘယ်သူမှမသိဘူးစိတ်ကြွယ်ရလို့ဒီလိုထင်တယ်တဲ့မြတ်စွာဘုရားဘာထောက်ပြလဲအတ္တတေပုရိသသန္တာတိမင်းကိုမင်းသိနေတယ်တဲ့အဲ့ဒါကစိတ်ကြွယ်ရမဟုတ်တော့ဘူးတဲ့ကိုသိနေတယ်ဆိုတဲ့ကသိတဲ့လူရှိတယ်ပေါ့ဘယ်သူမသိရင်ကိုသိတာပေါ့ဟုတ်လားကိုသိတယ်ဆိုတဲ့ကကိုမမြင်ရတဲ့တ attva တွေကိုမှကိုဆောင်တတ်ရှိရင်ကိုဆောင်တတ်မသိဘူးလားသိပါတယ်ဗျာကိုဆောင်တတ်ကလည်းပဲအငြိမ်နေမှာမဟုတ်ရှောက်ပြောတာကိုဆောင်တတ်ကလည်းအငြိမ်မနေဘူးရှောက်ပြောတယ်နတ်ဆိုတာလဲလူလိုပဲအတင်းအချင်းပြောကျင်တာပဲသူလဲသတင်းပေးတာပဲလေတပည့်စကြာတရားဟောတဲ့အခါကျနတ်တွေကသတင်းပေးတော့တာမဟုတ်လားမြတ်စွာဘုရားတရားဟောတယ်ဆိုဗြဟ္မမြေပေါ်မှာဘုံမိမ့်မှန်ရှိတဲ့ဘုံမဒေဝတာဘုံမေဆိုနတ်တွေကနေပြီးတော့ဟာဘုရားဓမ္မစကြာတရားဟောတယ်လို့သတင်းပေးလိုက်တဲ့အခါကျကောင်းကင်ကနတ်တွေကကြာတော့ကောင်းကင်ကနတ်တွေကလည်းဟာဒီသတင်းရတော့တဆင့်ပြောသွားတာပေါ့ဒါမို့သတင်းဆိုတာပြန့်သွားတာပဲတက္ကမလုံးလူတွေကသတင်းပြန့်သွားတယ်လူသတင်းလူချင်းဆောင်ဆိုပန်းသတင်းလေညင်းဆောင်ဆိုတာလို့ဆောင်သွားတာသတင်းစာတွေပါတယ်ထဲ့เสียတော့မလို့အကုန်လုံးကြားသွားတာနော်တူနဲ့အဲ့လိုပြောသွားကြတာအဲ့တော့စိတ်ကြွယ်ရဆိုဘယ်လိုလုပ်ရှိမှာတော့နတ်ဆိုတာလူရဲ့စိတ်ကိုသိတယ်နောက်တစ်ခါကြည့်မယ်ဆိုရင်ပရစိတ်တဝိဇာဏနသူတစ်ပါးစိတ်ကိုသိနိုင်တဲ့ပုဂ္ဂိုလ်တွေဒိဗ္ဗစကုညာရတဲ့ပုဂ္ဂိုလ်တွေကနေပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စိတ်ကြွယ်ရဆိုဘယ်လိုလုပ်ရှိမှာတော့မရှိနိုင်ဘူးအဲ့ဒါကြောင့်မို့လို့အကုသိုလ်လုပ်ပြီးဆိုရင်လူတွေကသာစိတ်ကြွယ်ရလို့ထင်နေပေမဲ့လို့တကယ်ကစိတ်ကြွယ်ရမရှိဘူးတဲ့အဲ့ဒီရှုထောင့်ကနေကြည့်လိုက်မယ်ဆိုလို့ရှိရင်လေအမတန်မှဒီကာမေတုမိစ္ဆာစာရဆိုတဲ့ဒီကိစ္စတစ်ခုရှောင်လိုက်ပြီဆိုလို့ရှိရင်တော့ကာမေတုမိစ္ဆာစာရအမှုမရှောင်ဘူးဆိုရင်မိသားစုတစ်ခုနဲ့တစ်ခုဟာမုံဒီမှုအန္တရာယ်ဖြစ်မှုဒါတွေရှိလာတယ်ပေါ့မသိလို့ဒါမမုံကြတာဘူးသိရင်တော့မုံလာတာအဲ့ဒီအန္တရာယ်ဖြစ်မှုတွေဟာရှောင်လိုက်တဲ့ပုဂ္ဂိုလ်ကတန်ပေါင်း6000သောလူတွေကြားထဲမှာဒီလိုဒုက္ခကိုမပေးတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ဟောတတ္တဝါတွေအားလုံးလူသားတွေအားလုံးကိုအဘယံဒေတိဘေးမဲ့ပေးတာ ਨੇ မတူဘူးလားကိုကျင့်တဲ့အကျင့်ဟာအများကိုဘယ်သူမှအနှောက်အယှက်မဖြစ်လို့ဘေးမဲ့ပေးရဆင်းရဲဒုက္ခချမ်းသာဆင်းရဲဒုက္ခကင်းရချမ်းသာမှုကိုပေးတယ်ရန်ကင်းမှုကိုပေးတယ်ဆိုတဲ့မဟာဒါနကြီးတစ်ခုပါပဲတဲ့မြတ်စွာဘုရား
နောက်မုဒ္ဒဝါဒလောကမှာမုဒ္ဒဝါဒရှောင်ကျင်တယ်ဆိုတာအလွန်နဲ့တယ်မှန်တာပြောရင်ပဲသူကအန္တရာယ်တစ်ခုလို့ဖြစ်လာတယ်မှန်တာပြောရင်လင်္ကာချောတယ်လို့မပြောဘူးမူသားမပါလင်္ကာချောလို့သာပြောတာနော်အဲ့တော့မှန်တာပြောရင်လင်္ကာမချောဘူးပေါ့လင်္ကာချောအောင်မှန်တာမပြောနဲ့ဆိုတဲ့အဓိပ္ပာယ်ရတယ်မူသားမပါလင်္ကာမချောတဲ့ဒီဆိုဘယ်သူကစလှုပ်ထားတယ်တော့မသိနည်းနည်းလေးအလိမ်အညာလေးအပေါ်စီလေးထည့်လိုက်တော့မှအဟုတ်လို့ထင်ကြတာလို့ဆိုလို့လက်လဘာယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အထက်ကရာဆရာကြီးဖွင့်ထားတာရှိတယ်လောကမှာပစ္စည်းတစ်ခုရဖို့လက်လဘာရဖို့ဆိုတဲ့အကျင့်မှာဘာနဲ့တူတုံးဆိုလို့ရှိရင်နှုတ်ကနာထမင်းထဲမှာတဲ့လက်ညှိုးလေးကိုထောင်ပြီးတော့အဲ့ဒီလက်ညှိုးလေးနဲ့တဲ့ထိုးပြီးတော့ပြန်နှုတ်လိုက်လို့ရှိရင်ထမင်းကလက်ကတ်ထားလေးလောက်ပဲရှိမယ်ပါလာမှာမဟုတ်ဘူးတဲ့ဆိုလိုတာကရိုးဖြောင်းနေရင်ဘာမှမရဘူးလို့ပြောတာရိုးဖြောင်းနေတဲ့ပုဂ္ဂိုလ်ကဘာမှမရဘူးရိုးကြီးသွားလို့မရအောင်ခုခေတ်ကပြောကြတယ်လေဒီလူကတဲရိုးတာဟုတ်တဲရိုးတာရိုးလို့ရှိရင်တော့အဲ့တော့လူတွေကကန့်ကွက်ကြချုပ်ချကြကဲအဲ့ဒီလက်ညှိုးလေးကိုနည်းနည်းလေးကောက်လိုက်မယ်ဆိုလို့ရှိရင်နှုတ်ကနာကဲကြီးပါမလာဘူးလားအဲ့ဒါလိုပဲတဲ့နည်းနည်းလေးကောက်မှပစ္စည်းရရတယ်အဲ့တော့နိဗ္ဗာန်ကြတော့တဖြောင်းနဲ့လို့မှရကောက်လို့မရနိဗ္ဗာန်သွားတဲ့လမ်းနဲ့ဒီလောကလမ်းနဲ့တခြားစီဖြစ်လက်ကလေးနည်းနည်းကောက်လိုက်တာနဲ့တပြိုင်နက်နှုတ်ကနာလေးပါလာတယ်လက်ထဲမှာဖြောင်းပြီးတော့ပြန်နှုတ်လိုက်လို့ရှိရင်မပါလာဘူးအဲ့ဒါလိုပဲလောကမှာမူသားမပါလင်္ကာမချောလုပ်ပြီးတော့နည်းနည်းလေးတော့အပူလေးထည့်ပြောမှပို့ပြီးတော့အဆင်ပြေတယ်လို့ထင်လာတဲ့အခါကျတော့လောကလူတွေမှာမူသားမပြောတဲ့လူကမရှိသလောက်ဖြစ်လာမူသားမပြောတဲ့လူကမရှိသလောက်ဖြစ်လာငယ်ငယ်တုန်းကဆရာတော်ဘုရားကြီးပြောတာကြားဘူးတယ်ကြီးစရာအနေနဲ့ပြောတာပါဆရာတော်ကြီးကကြီးစရာအနေနဲ့ပြောပြီးမယ်လို့အလွန်မှတ်သားစရာကောင်းတယ်နော်မှတ်သားစရာလည်းကောင်းတယ်တတိထားစရာလည်းကောင်းတယ်ပေါ့ဒါတတိပေးတဲ့အနေနဲ့ပြောတာလည်းဖြစ်တယ်မူဒဝါဒကျွလွန်တဲ့ပုဂ္ဂိုလ်တွေဟာတဲ့စကားမပြီးဘူးသွားမညီဘူးငယ်ငယ်ရွယ်ရွယ်နဲ့သွားတွေကျိုးတယ်တို့ဘာတို့ပေါ့နော်အပြစ်တွေပြောတော့ဆရာတော်ဘုရားကြီးကဘာမိတ်ရှိတုံးလို့ဆိုကွာတဲ့မူသားပြောလို့သွားကျိုးရမယ်ဆိုရင်ဓမ္မဂတိကတွေတစ်ချောင်းမှရှိမှမဟုတ်တော့ဘူးအဲ့ဒါဓမ္မဂတိကတွေကိုတတိပေးလိုက်တာပဲမမကန်ကန်ဟောဖို့တတိပေးတဲ့သဘောပေါ့နော်မူသားပြောလို့သွားကျိုးမယ်ဆိုရင်ဓမ္မဂတိကတွေတစ်ချောင်းမှရှိမှမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေလည်းဒါစဉ်းစားကြည့်တယ်အရက်ထဲမှာဒီအကုသိုလ်ဆိုတာအခုလို့ခုကျိုးပေးတာမှမဟုတ်တာဘူးအရက်ထဲမှာမူသားစကားပြောလို့သွားကျိုးရမယ်ဆိုရင်တော့သွားဆိုင်ဆိုင်ကလူတွေတတိဖြစ်နေကြသွားတဲ့ချောင်း3သိန်းကျော်2သိန်းတန်နေအဲ့တော့ကောင်းပြီမုဒ္ဒဝါဒရှောင်တဲ့ပုဂ္ဂိုလ်ဆိုတာအလွန်နည်းတယ်လို့ပြောရခိုင်လုံးအပြင်တွေ့အလွန်နည်းအဲ့ဒီအလွန်နည်းတဲ့အထက်မှာငါဒီကိုသိတဲ့အတိုင်းမှန်တာကိုသာပြောမယ်မပြောခြင်းပါးပိတ်ထားပေါ့နော်ပြောခြင်းပြောရရင်မှန်တာကိုပဲပြောမယ်မမှန်တာကိုမပြောဘူးဆိုတဲ့ရှောင်ကျင်မှုရှိတာဟာတတ္တဝါအတိုင်းအတာမဲ့တဲ့လောကမှာရှိတဲ့တတ္တဝါတွေကိုဘေးမဲ့ပေးခြင်းပဲဘာဖြစ်လို့တော့ဆိုရင်လောကမှာရှိလေဟာဘယ်သူအပြင်ဘယ်သူလိန်သွားပြန်ပြီနဲ့ဆိုအလိန်ခံလိုက်ရတဲ့လူကအလွန်ဒုက္ခရောက်တယ်လိန်သွားတာတွေနဲ့ဆိုရင်ဒုက္ခရောက်တယ်လိန်ပြောတာတို့ဘာတို့ဆိုတာဒါမျိုးတွေကနောက်ပိုင်းအလိန်ပေါ်လာတဲ့အခါကျတော့စိတ်ဆိုးစရာတွေရံဖြစ်စရာတွေဖြစ်လာကြတယ်ပေါ့အစတည်းကမလိမ်ဘူးမှန်တာပဲပြောတယ်ဆိုတော့တူးနဲ့တူးယုံကြည်စိတ်ချရတဲ့ပုံကိုယ်တွေဖြစ်လာတဲ့အခါကျတော့ဟောအနေရခင်းတာပေါ့ဒါကြောင့်မို့မူဒဝါဒကရှောင်ခြင်းဟာလည်းပဲတတ္တဝါတွေကိုဘေးမဲ့ပေးရရောက်ပါတယ်တဲ့မဟာဒါနတစ်ခုပါပဲလို့ဒီလိုဟောတာဟောနောက်တစ်ခုကဘာတော့ဆိုရင်သူရမေရယမစ္ဆပမာဒထမူရစေဝါအယက်သေးစာမတော့စားခြင်းဒါလည်းလောကမှာ
ဒီမူရစေဝါနဲ့ခင်းတဲ့ပုဂ္ဂိုလ်အရာထဲမှာတော့ဟာဒီလူကဘိန်းဆွဲနေတာတို့ဒီလူကအယက်သမားတို့ဆိုတာဒီရှုပ်ချကြပြီမလို့အေးရှုပ်ချတာနော်လောကမှာအယက်သမားတွေကလည်းဂုံရှိနေတာတွေရှိတာပဲဟာအယက်မှာနိုင်ငံခြားအယက်မှာတောက်တာတို့အယက်ထဲအယက်တောက်ပြီးတော့ရှောက်ပြောတဲ့လူလောက်တာအယက်သမားလို့သတ်မှတ်တာဟုတ်အဲ့တော့တကယ်အဖို့တန်တဲ့အယက်တွေတောက်နေတဲ့လူကြတော့အယက်သမားလို့မသိကြဘူးပေါ့ဘယ်သူပဲတောက်အယက်ဟာအယက်မူရစေဝါအဲ့ဒီမူရစေဝါတောက်စားခြင်းကနေတောက်စားနေရတဲ့နဲ့ဘာဖြစ်လို့လူကြီးလူကောင်းဖြစ်ရနော်လောကလူတွေရဲ့ဒီမမျှတမှုပေါ့ဓမ္မရှုထောင့်ကကြည့်မယ်ဆိုရင်တောက်တဲ့လူကလူကြီးလူကောင်းမဟုတ်တော့ဒီတချို့ကပြောသေးတယ်ဒီအများနဲ့ကြတော့ဒါလေးမပါလို့မဖြစ်ဘူးပေါင်းတင်ဆက်ဆံရေးမှာဒါလေးကပါအောင်မှာရှော့သေးတွေတွက်တာလေပေါင်းတင်ဆက်ဆံလို့မဖြစ်ဘူးဒါမပါလို့ရှင်အလုံးမဖြစ်ဘူးနဲ့ဆိုပြီးတော့အလုံးဖြစ်အောင်ဒါကတော့ဆင်ကြီးပေးတာနဲ့တူတယ်ကြည့်ရတယ်တောက်ချင်လို့တောက်တယ်ပဲပြောလိုက်ပါတော့ဘာလို့အလုံးဖြစ်အောင်တောက်နေရနော်အေးအဲ့လိုတချို့လည်းပြောကြတယ်ရက်တောက်ပြီးတော့ကိုယ့်ဘာကိုဘိုက်မောက်အိတ်နေဘာမှဖြစ်ဘူးဘယ်သူမှဒုက္ခပေးတာမှမဟုတ်ပဲလို့ဒီလိုထင်ကောင်းထင်လိုက်မဟုတ်ဘူးဝိရစေဝတောက်တဲ့ပုဂ္ဂိုလ်ဟာအတွေးခေါ်တွေကစပြီးတော့အုံနောက်မှာထိခိုက်လာဒီအရေးဝင်သွားလို့ရှိရင်သူကလူရဲ့ခန္ဓာကိုယ်မှာရှိတဲ့အုံနောက်မှာလာထိခိုက်တယ်ဒါဆရာဝန်တွေမေးကြည့်ပေါ့ဆရာဝန်တို့ကပြောဖို့လားလာထိခိုက်လာတဲ့အခါကျတော့သူကတွေးတာခေါ်တာကစပြီးတော့မမှန်ဘူးအေးတချို့စာရေးဆရာတွေကြတော့အမလေးအရက်ကလေးတောက်မှညံပွင့်တယ်ဆိုပြီးတော့တောက်တဲ့လူကရှိသေးနော်မဟုတ်တဲ့ညံနေတော့ပွင့်ရင်ပွင့်မှာပေါ့ဘယ်လိုညံကြတော့တုံးသွားတော့ဆိုနိဗ္ဗာန်ရဖို့တရားထုတရားမြတ်တကယ်သူတော်ကောင်းရဲ့ညံကြတော့တုံးတယ်မှန်အဲ့ဒီညံတော့မပွင့်ဘူးမဟုတ်တဲ့ညံနေတော့ပွင့်ကောင်းပွင့်မယ်ပေါ့ဒါအဲ့မဟုတ်တဲ့ဥစ္စာတွေကိုပွင့်တာကိုညံပွင့်တယ်လို့ပြောတာဖြစ်လိမ့်အဲ့တော့ဒီအယက်တိစာတောက်စားခြင်းဖြင့်လူရဲ့အတွေးခေါ်တွေဟာလွဲမှားလာသူ့ရဲ့ effect ကသွေးတဲ့ရောက်လာလို့ရှိရင်အတွေးခေါ်တွေမှားယွင်းလာအဲ့ဒီမှားယွင်းလာတာတို့မူးပြီးတော့ဖြစ်နေတာတို့ဒီကိစ္စတွေဟာကိုယ့်ဘဝမှာရရှိရမယ်တကယ်တန်ဖိုးရှိတဲ့ဓမ္မအသိဉာဏ်တွေလက်လွတ်ဆုံးရှုံးသွားတာလဲဆုံးရှုံးမှုတစ်ခုပဲအသိပညာတွေဆုံးရှုံးတာလဲဆုံးရှုံးမှုတစ်ခုပဲဒါတွေမကဘူးလွန်ကျွန်းလာတဲ့အခါကျလို့ရှိရင်ကိုယ့်ရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်စွမ်းမရှိဘူးသူတို့အားရဲ့အကျိုးစီးပွားတွေကိုဆောင်ရွက်နိုင်စွမ်းမရှိဘူးတရားအသိဉာဏ်တွေကဝေးလာတယ်ဝေးလာသည့်အတွက်ကြောင့်တန်တရားထဲမှာဒုက္ခပေးတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်လာတယ်ပေါ့ဩမူရစေဝါသုံးဆွဲတဲ့ပုဂ္ဂိုလ်တယောက်ဟာမူရနေသည့်အတွက်ကြောင့်အသိဉာဏ်တွေဆုံးရှုံးသွားပြီးတော့ပါဠိပါဒအမှုလည်းကျူးလွန်နိုင်တာပဲအရိဏဒါနလည်းအဟုတ်ထင်ပြီးကျူးလွန်နိုင်တာပဲကာမေတုမိစ္ဆာစာရမုဒဝါဒတို့လည်းကျူးလွန်နိုင်တာပဲအဲ့တော့သူကပိုးပြီးတော့ကြံတဲ့ပြစ်မှုတွေပါကျူးလွန်စေတတ်တဲ့အကြောင်းတရားအနေနဲ့ရှုထောင့်ကကြည့်မယ်ဆိုရင်ပိုးပြီးဆိုးတယ်လို့ဒီလိုတွေ့ရမြတ်စွာဘုရားသခင်ကိုရောမြတ်ကဒုစရိတသုတ်မှာဘယ်လိုဟောထားတယ်ဆိုရင်သူရမေရယမစ္စပမာဒသူရပါဏဟာတဲ့အချိန်ချင်းထထလှုပ်လာလို့ရှိရင်အပင်ငရဲမှာဖြစ်စေနိုင်တယ်သူ့ရဲ့အပေါ့ဆုံးအပြစ်ကတော့အယူအနှံဖြစ်စေတတ်တယ်ဟောခုခေတ်အုံနောက်ကြက်မပြေတာတို့နော်ဆရာဝန်တွေကတော့ပြောမှာအုံနောက်ကြက်မပြေတာဘာတွေချိုရင်းတို့ဘာလို့ပြောရင်ပြောမှာပေါ့နော်အဲ့ဒီလိုချိုရင်းတာကိုကကံတရားပဲကန့်ညောင်ချိုရင်းသွားတာသူများမှမချိုရင်းမဲ့နဲ့ကိုယ်ချိုရင်းနေဆိုတော့ကန့်ညောင်ပေါ့အဲ့ဒီလိုဟာမျိုးတွေဖြစ်တတ်တယ်တဲ့ဘဝမှာဒါကြောင့်မို့သူရမေတွေကရှောင်လိုက်တာနဲ့တပြိုင်နက်ပိုင်ဝန်းတွင်အတွက်ပတ်ဝန်းကျင်အတွက်အေးချမ်းသာယာမှုဘေးရန်ကင်းမှုကိုပေးရရောက်ပါတယ်တဲ့ဒါကြောင့်မို့မဟာဒါနတစ်ခုပါလို့ဟောဒီသုတ်တံမှာဒီလိုဟောတာအဲ့တော့မဟာဒါနမြတ်သောအလှူတွေတို့
လူနေရတယ်လို့စိတ်ထဲကဝမ်းသာစရာအလွန်ကောင်းတယ်ပေါ့ဒီမှာမြတ်စွာဘုရားကငါးပါးသီလကိုမဟာဒါနလို့ဟောထားတာဒီမဟာဒါနဆိုတဲ့အယူဆခုမှပေါ်တာမဟုတ်ဘူးတဲ့ဟုတ်ရှိတုန်းကတည်းကတကယ်သူတော်ကောင်းတို့ရဲ့အဆက်အနွယ်ကဘာဥကာလကပေါ်လာတဲ့အရာဖြစ်သည့်အတွက်ဘယ်ပညာရှိကမှမပယ်ဖြစ်ဘူးတဲ့ဟောဒီငါးပါးသီလဒီကိုချင်းတရားတွေဟာပယ်ဖြစ်ရမယ်ကိုချင်းတရားတွေမဟုတ်ဘူးအဲ့ဒီကိုချင်းတရားတွေဟာအလွန်ကြီးမားတဲ့အဘယဒါနမြတ်သောအလှဒါနကြီးဖြစ်ပါတယ်တို့ဟောဒီလိုဟောခဲ့တာအဲ့တုတ်တယ်အဲ့ဒါတွေမကဘူးမြတ်စွာဘုရားကဒီငါးပါးသီလကရှောင်နေဆိုတဲ့ဟာတဲ့ပုံညာဘိတန္တတသွင်သွင်စီးနေတဲ့ကုသိုလ်ကောင်းမှုတွေတသွင်သွင်စီးဝင်နေတယ်တမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်တော့သူများတက်ကရှောင်လိုက်တာရှောင်လိုက်သည့်အတွက်ကြောင့်ဘာမှမရလိုက်ဘူးလို့ထင်ကောင်းထင်လိမ့်မယ်အဋိဏဒါနသူများပစ္စည်းကိုမခိုးတာရှောင်လိုက်တာငါဘာမှမရဘူးလို့ထင်ကောင်းထင်လိမ့်မယ်ဟောအဲ့ဒီရှောင်လိုက်တဲ့ကုသိုလ်စေတနာဟာအမတန်မှအရှိန်အဟုန်နဲ့ဒီမိမိရဲ့တဏ္ဍာမှာစည်းဝင်နေတဲ့ဖြစ်ပွားနေတဲ့ကုသိုလ်တရားတစ်ခုပါတဲ့ပုံညာဘိတန္တကုသလာဘိတန္တဆိုတဲ့အသုံးသုံးတယ်မြတ်စွာဘုရားအဘိတန္တဆိုတာစင်စစ်မပြတ်စည်းဝင်နေတဲ့ပုံညာဆိုတာကောင်းမှုကုသလာကုသိုလ်ဟောပါဏာတိပါဒရှောင်လိုက်ထားတဲ့ကြိုင်နဲ့ကိုယ်တဏ္ဍာမှာကုသိုလ်တွေဟာတလဟောစည်းဝင်နေတယ်ဆိုတဲ့အထိပ္ပယ်ပဲကုသိုလ်တွေရနေတယ်လို့ပြောတာအဲ့ဒါတင်လားလို့ဆိုမဟုတ်ဘူးဒီပုံညာဘိတန္တဒီလိုစည်းဝင်လာတဲ့ကုသိုလ်တွေကဘာတွေအကျိုးပြုတာတော့ဆိုရင်ဒုက္ခတဟာရမိမိတဏ္ဍာမှာချမ်းသာဒုက္ခတွေယူလာတာတဲ့ကုသိုလ်ကကိုယ်စီမှာကောင်းတာတွေယူလာလိမ့်မယ်လို့ပြောတာနော်ငွေကြေးတဏကချမ်းသာဒုက္ခကိုယူလာတယ်ဆိုတာဟုတ်ပြီမဲ့လို့ငွေချေးတဏကတခိုးဓမြကိုခေါ်လာတာလည်းရှိသေးတယ်ကုသိုလ်ကတော့တခိုးဓမြကိုခေါ်မလာဘူးငွေကြေးတဏကတခိုးဓမြကိုခေါ်လာတတ်သေးတယ်ဒါကြောင့်မို့ငွေကြေးကိုတော့ဒုက္ခတဟာရချမ်းသာကိုယူလာတယ်လို့ပြောလို့မရဘူးတစ်ဖက်ကဆင်းရဲဒုက္ခတွေပါပေးသွားတတ်သေးတယ်ဟုတ်ကဲ့လားဒီကုသိုလ်ကောင်းမှုကြတော့အဲ့ဒါမဟုတ်လို့ဒုက္ခတဟာရတကယ်ကိုချမ်းသာကိုဆောင်ယူလာတဲ့သဘာဝတရားတစ်ခုပဲတဲ့ချမ်းသာဒုက္ခတွေဆောင်သလားလို့ဆိုမဟုတ်ဘူးဒီကုသိုလ်ကောင်းမှုတစ်ခုဟာနော်သောဝေခိကကောင်းတဲ့အခြေအနေတွေကောင်းတဲ့အခြေအနေတွေဆိုတာမျက်စိကမြင်ရရင်လည်းအကောင်းပဲအခုဘုန်းကြီးတို့တွေမျက်စိကကောင်းတာလည်းမြင်တယ်ဆိုးတာလည်းမြင်တယ်နော်မကောင်းတာတွေမကြိုက်တာတွေလည်းမြင်နေရတယ်မျက်စိဆိုတာရွေးလို့မှမရဘူးနားကလည်းကိုကြိုက်တဲ့အတန်နဲ့နားထောင်လို့မရဘူးမကြိုက်တဲ့အတန်တွေလည်းနားထောင်နေရတယ်နှာခေါင်းကလည်းကောင်းတဲ့အနံ့ကြီးရှူခြင်းလို့ပဲရမှာမကောင်းတဲ့အနံ့ကလည်းထိုးဝင်လာတာပဲရှာကလည်းကောင်းတာကြီးမဟုတ်ဘူးမကောင်းတာနဲ့လည်းတွေ့တာပဲခန္ဓာကိုယ်ကလည်းအထီးတွေ့ကောင်းတဲ့အထီးတွေ့ရှိသလိုမကောင်းတဲ့အထီးတွေ့ရှိတယ်အဲ့ဒီလိုအမျိုးမျိုးရှိတဲ့ထင်မယ်ဟောဒီပါဏာတိပါဒကရှောင်ကျင်လိုက်လို့ဒီငါးပါးသီလလုံလိုက်လို့ဒီကုသိုလ်ကောင်းမှုကုသိုလ်တွေစီးဝင်လာပြီဆိုရင်အဲ့ဒီကုသိုလ်ကမြင်ရင်လည်းအကောင်းကြီးပဲပေးမယ်တဲ့ကြားရင်လည်းအကောင်းကြီးပဲအနံ့ရရင်လည်းအကောင်းကြီးပဲလျာနဲ့လျက်ရရင်လည်းအကောင်းကြီးပဲမကောင်းတာတခုမှမပါဘူးလို့ဆိုလို့ဒီလိုဆိုလို့နော်သောဝေခိကဟောနောက်တစ်ခုကျတော့ဘာလို့ဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုပေးတယ်ချမ်းသာတဲ့အကျိုးကိုပေးတယ်တက္ကသံဝတ္တနိကကောင်းရတုဂတိနတ်ဘုံနတ်ပြည်နတ်စည်းစိမ်ကိုဖြစ်ပေါ်စေတတ်တယ်သူအကျိုးတရားတွေကအကုန်အကောင်းနေကြီးပဲဒါကြောင့်မို့လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒီငါးပါးသီလဟာတာမန်မဟုတ်ဘူးတဲ့ခုနကမဟာဒါနလို့ခေါ်ရရုံနဲ့မဟုတ်ဘူးပါဏာတိပါဒမှာရှောင်ကျင်လိုက်တယ်ဆိုတဲ့ဒီစေရနာလေးဖြစ်လာတာဟာကိုယ်တဏ္ဍာမှာချမ်းသာဒုက္ခတွေကိုဆောင်ယူလာမဲ့ကုသိုလ်ရေးအရင်တသွင်သွင်စည်းဝင်လာတာနဲ့တူတယ်တဲ့ဒီလိုဆိုဟောတစ်ဖက်ကကြည့်ကြအောင်ဆိုငါးပါးသီလကိုတာမန်ကြည့်လိုက်ရင်ဒါသီလလေးပဲနဲ့ဆိုပြီးတော့အပြစ်ပြောကောင်းပြောလိုက်ဘာဝနာမလုပ်မရဘူးလို့သမာဓိလုပ်ငန်းဝေးမရဘူးလို့ပြောကောင်းပြောလိုက်
ကဲ၅ပါးသီလဟာမဂ္ဂင်၈ပါးထဲမှာကြည်လိုက်မယ်ဆိုရင်သမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝပဲအဲ့ဒီ၅ပါးသီလနဲ့လုံလုံခြုံခြုံနဲ့အသက်မွေးရင်သမ္မာအာဇီဝဖြစ်တယ်ဟောသမ္မာအာဇီဝဆိုတာမဂ္ဂင်၈ပါးထဲမှာပါသည့်အတွက်ကြောင့်မြတ်စွာဘုရားကမဂ္ဂင်၈ပါးဆိုတာမစ္စည်းမပฏิပဒါပဲမစ္စည်းမပฏิပဒါကိုဘုရားကဘယ်လိုဟောတော့စက္ခုကရဏီညာဏကရဏီဥပတမယအဘိညာယနိဗ္ဗာန်ယသံဝတ္တိလို့ဆိုနိဗ္ဗာန်ထိအောင်ပို့ဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတယ်ဟောငါးပါးသီလလုံအောင်ကျင့်နေခြင်းသည်ပင်မဂ္ဂင်၈ပါးအကျင့်တရားတွေကသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝကိုကျင့်တာမရောက်ပေဘူးလားရောက်တယ်တဲ့အဲ့ဒါမပါလို့ရှိရင်ကျန်တဲ့သမ္မာဝါယာမတို့သမ္မာတတိတို့သမ္မာသမာဓိတို့ဆိုတာမဖြစ်နိုင်ဘူးသူကပို့ပြီးတော့အခြေခံကြတယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားဒီ၅ပါးသီလဟာရှောင်ကျင်လိုက်တယ်လို့ဆိုလိုက်တာနဲ့တပြိုင်နက်ကုသိုလ်တွေကိုယ်တဏ္ဍာမှာစီးဝင်ပြီးတော့နိဗ္ဗာန်လမ်းကြောင်းပေါ်မှာဥတည်မိတာနဲ့တူတူပဲပေါ့မဂ္ဂင်၈ပါးကျင့်တရားတွေက၃ပါးပေါ်မှာကျင့်လိုက်မိပြီပေါ့၃ပါးပေါ်ရောက်လာပြီဆိုရင်ကျန်တဲ့၅ပါးပေါ်မှာရောက်ဖို့ရကိုယ်ကဆက်လုပ်ဖို့ပဲကြံတော့တယ်ပေါ့ဒီလိုဆိုလို့တယ်အဲ့တော့ဒုက္ခဝိပါကတက်ခတံဝတ္တနိတာအိဋ္ဌလူချင်းစရာတွေဟောဒီကုသိုလ်တွေကပေးတယ်ကန္တနှစ်သက်စရာတွေမနာပမြတ်နိုးဖွယ်ရာတွေဒီကုသိုလ်ကပေးမယ်ဟောမြတ်စွာဘုရားက၅ပါးသီလကိုမဟာဒါနလို့ဟောပြီးတဲ့အခါမှာထို၅ပါးသီလရဲ့အကျိုးတရားတွေဒီရှောင်ကျင်မှုရဲ့စေရနာကုသိုလ်ရဲ့အကျိုးတရားတွေကိုဒီလိုဟောတာအလွန်အားရစရာကောင်းတာပေါ့အလွန်အားစရာကောင်းရှင်းဆရာတွေကဟောကြတယ်ဆုံးမစာတွေပေးကြတယ်၅ပါးသီလကိုခါဟုတ်ပစိုးကဲ့သို့မြဲရမယ်တဲ့ဟောဒီလိုပြောတာအမတမလိုအပ်တဲ့အရာဖြစ်လို့ဒီလိုဟောတာအခုဒီသုတ်တံမှာကျတော့မြတ်စွာဘုရား၅ပါးသီလကိုပဲမဟာဒါနမြတ်သောအလှကြီးကျယ်မြင့်မြတ်တဲ့အလှဒါနကြီးတစ်ခုလို့ဒီလိုဟောတယ်ဟော၅ပါးသီလနဲ့အတူဘာကိုထည့်ဟောသေးတုံးဆိုတော့မြတ်စွာဘုရားကတကယ့်ကိုမပြတ်စည်းဝင်နေတဲ့ကုသိုလ်တွေဆိုတဲ့ထဲမှာတရဏဂုံ၃ပါးလဲပါတယ်တဲ့မြတ်စွာဘုရားကိုကိုးကွယ်ရလို့စိကပ်ပြီဆိုရင်စိကပ်တယ်ဆိုတဲ့ကုသိုလ်စေရနာဟာကုသိုလ်အားလုံးမိမိတဏ္ဍာမှာစည်းဝင်လာဖို့ရအတွက်လမ်းဖွင့်ပေးတာဖြစ်သောကြောင့်ကုသိုလ်အရင်ဟာစည်းဝင်လာတယ်လို့ဒီလိုပြောတာနော်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ဒီကိုးကွယ်မှု၃ရဟာလည်းပဲကုသလာဘိတန္တပုံညာဘိတန္တစည်းဝင်လာတဲ့ကုသိုလ်တွေကိုယ်တဏ္ဍာမှာစည်းဝင်လာတဲ့ကောင်းမှုတွေပဲလို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့တရဏလို့ဆိုတဲ့နေရာတရဏဆိုတဲ့စကားတရဏဂုံလို့အလုံးကသိကြတဲ့တည်းတရဏဆိုတာဘာကိုပြောတာလဲဆိုရင်ဘေးရန်အန္တရာယ်အဆိုးတွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းအားရှိတဲ့အရာလို့ဒီလိုဆိုလို့ဗမာလူကကိုးကွယ်ရလို့ပြန်မိမဲ့လို့သူ့ရဲ့စကားလုံးအဓိပ္ပာယ်ကဖယ်ရှားပြစ်ခြင်းဘာကိုဖယ်ရှားတာတော့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်တယ်အဲ့တော့ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်တာတွေကဘယ်သူတွေကဖယ်ရှားတာတော့လို့မေးလို့ရှိရင်ဖရာတရားတန်ခါယရဏ၃ပါးတဲ့ဖယ်ရှားပြစ်နိုင်တယ်ဒါဖြင့်ဖယ်ရှားပြစ်တာဘယ်လိုပုံစံနဲ့ဖယ်ရှားပြစ်တာတော့လို့ဆိုတဲ့အခါမှာကြည့်မြတ်စွာဘုရားကတတ္တဝါတွေကိုကောင်းကျိုးချမ်းသာတွေရဖို့အတွက်ကုသိုလ်ကောင်းမှုတွေကိုလုပ်ဖို့မကောင်းကျိုးတွေလွတ်ကင်းဖို့ရအတွက်အကုသိုလ်တွေကိုရှောင်ဖို့ဆိုတဲ့ဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒအတိုင်းလိုက်နာမယ်ဆိုရင်တတ္တဝါတွေကြာရောက်မဲ့ဘေးရန်တွေမကြောက်တော့ဘူးမကြာရောက်တော့ဘူးဆုံးမဩဝါဒပေးပြီးလမ်းညွှန်ပြခြင်းဖြင့်တတ္တဝါတွေတဏ္ဍာမှာကြာရောက်မဲ့ဘေးရန်အနေတွေကိုဖယ်ရှားပစ်တယ်လို့ဒီလိုပြောတာနော်အဲ့တော့ဖယ်ရှားပေးတယ်ဆိုတာဘာနဲ့ဖယ်ရှားတာတော့ဘုရားကဘာနဲ့ဖယ်ရှားတာတော့ဆိုတရားနဲ့ဖယ်ရှားတာပေါ့ဆရာဝန်တွေကယောဂလူရဲ့တဏ္ဍာမှာဖြစ်တဲ့ယောဂကိုကုတယ်ဆိုတာသူ့လက်နဲ့ကုတာမှမဟုတ်တာဘာနဲ့ကုတာဆေးနဲ့ကုတာဆေးမတိုက်ရင်ကြောက်မှာမဟုတ်တာအဲ့တော့မြတ်စွာဘုရားကလည်းကြည်တတ္တဝါတွေကိုဘေးရန်အန္တရာယ်ကဖယ်ရှားပေးတယ်ဆိုတာတရားနဲ့ဖယ်ရှားပေးတာပေါ့ဒီတရားကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဘေးရန်အန္တရာယ်တွေလွတ်ကင်းနိုင်တယ်ဆိုပြီးအဲ့ဒီတရားကိုညွှန်ပြတာ
အဲ့တော့မြတ်စွာဘုရားကညွှန်ပြခြင်းဖြင့်ဘေးရန်အန္တရာယ်ကနေလွတ်အောင်လုပ်တယ်တရားဓမ္မကြတော့ညွှန်ပြတဲ့အတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်ဘေးရန်အန္တရာယ်ကလွတ်စေတယ်ဒါကြောင့်မို့တရဏလို့ခေါ်တာတန်ဃာတွေကြတော့ဘာဖြစ်လို့တရဏခေါ်တော့ဆိုလို့ချင်းတန်ဃာကုံကိုအာယုံပြုပြီးတော့လူတွေကကုသိုလ်ကောင်းမှုလုပ်လိုက်မယ်လက်ဥကလေးတစ်ချိန်ခြိလိုက်မယ်ရှ िख ိုးလေးတစ်ခါတစ်ချိန်တစ်ခါလေးဥနှိမ်ပြီးတော့ရှ िख ိုးလိုက်မယ်ပစ္စည်းလေးပါလူဒန်းလိုက်မယ်ဆိုလို့ရှိရင်အမတန်ကြီးမြတ်တဲ့အတိုင်းအတာကင်းမဲ့တဲ့ချမ်းသာဒုက္ခတွေကိုရရှိသွားနိုင်တယ်ပေါ့အဲ့ဒါလိုရရှိစေတာဟာဘာကြောင့်ရရှိစေတာတုံးဆိုတန်ဃာတွေကျင့်သုံးတဲ့ကိုချင်းသိတာဆိုပါစို့မြေဝါဒကောင်းတဲ့မြေထဲမှာတစ်ပင်လေးတစ်ပင်စိုက်တယ်အသီးနှံပင်လေးတစ်ပင်စိုက်တယ်ပေါ့သေးပင်လေးတစ်ပင်စိုက်လိုက်တယ်စိုက်လိုက်တဲ့အခါကိုစိုက်တာတော့တစ်စီတည်းပဲဒါပေမဲ့လို့နှစ်စဉ်သီးပေးတာကတောင်းချီထောင်ချီတောင်းချီသီးတာတနည်းတည်းလည်းမဟုတ်ဘူးနော်နှစ်ပေါင်းများစွာသီးတယ်အဲ့ဒါဘယ်သူကပေးတာတော့ဆိုဒီမြေကောင်းရေကောင်းကပေးတာပဲပေါ့အဲ့ဒါလိုပဲတန်ဃာကိုလှူလိုက်လို့ရရှိတယ်ဆိုတာတန်ဃာကိုပေါ်မှာပြိုးလိုက်တဲ့ကိုယ့်ရဲ့ကုသိုလ်စေတနာဟာထပ်တလဲလဲအသီးပွင့်နေတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာပေါ့အဲ့ဒါလိုသီးပွင့်မှုကိုရရှိစေတာဒါတန်ဃာရဲ့ဂုဏ်ပဲပေါ့အဲ့ဒါလိုသီးပွင့်မှုကိုရရှိစေခြင်းဖြင့်အပင်ငရဲတို့ဆင်းရဲဒုက္ခရောက်ရမယ့်အနေအထားတွေကိုဖယ်ရှားပြလို့တန်ဃာကိုလည်းတရဏလို့ခေါ်တာအဲ့ဒီတရဏလို့ခေါ်တဲ့ယရဏသုံးပါးကိုကိုယ်ွယ်စည်းကပ်တဲ့စိတ်ဓာတ်လေးကတရဏခမနအဲ့ဒီစိတ်ဓာတ်ကလေးကဒါကုသိုလ်စိတ်ဓာတ်ကလေးပေါ့နော်အဲ့ဒါလို့ဒီလိုကုသိုလ်စိတ်ဓာတ်ကလေးဖြစ်လာတာဟာတာမန်ကုသိုလ်မဟုတ်ဘူးတဲ့ပုံညာဘိတန္တကုသလာဘိတန္တဒါကိုအကြောင်းပြုပြီးတော့ကုသိုလ်တွေကိုယ်တဏ္ဍာမှာမပြတ်စည်းဝင်လာနိုင်တယ်လို့မြတ်စွာဘုရားကဒီသုတ္တံမှာဟောတာအဲ့တော့ဘုန်းကြီးတို့တွေတရဏဂုံ3ပါးနဲ့တကွာ5ပါးသီလကိုခံယူဆောက်တည်ခြင်းဖြင့်မဟာဒါနဆိုတဲ့ကြီးမြတ်တဲ့အလှူဒါနကြီးကိုတို့တွေပေးရတယ်လို့စိတ်ထဲမှာအဲ့ဒါလိုအာယုံပြုရမယ်အဲ့ဒါလိုအာယုံပြုလိုက်ပဲဆိုလို့ရှိရင်ကိုဟာအမတန်ကြီးမားတဲ့အလှူဒါနကြီးဖရာစုစုချီးမွမ်းတော်မူတဲ့အလုပ်ကိုလုပ်ပြီးလုပ်ရမြမကမဂ္ဂင်7ပါးအကျင့်တရားလို့ဆိုတဲ့လမ်းကြောင်းပုံတို့တွေတက်ရောက်နေကြတာပါလားလို့စိတ်ထဲမှာဝမ်းမြောက်ဝမ်းသာဖြစ်ဖို့လိုအပ်တယ်။ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်တရဏဂုံသီလကိုစောင့်တည်ကြတဲ့အခါမှာတာမန်အနေထားနဲ့မဟုတ်ဘဲနဲ့မိမိစောင့်ထိန်ထားတဲ့၅ပါးသီလပဲဖြစ်စေအလေးနဲ့စဉ်းကျင်စဉ်းစားပြီးတို့တွေဟာမဂ္ဂင်7ပါးအကျင့်တရားထဲမှာခြေတလန်းဝင်နေတာပဲလို့စိတ်ထဲမှာဝမ်းသာအားရဖြစ်ပြီးတော့မိမိတို့သီလကိုစင်ကျင်တဲ့စင်ကြယ်အောင်ကျင့်ကြံကြိုးကုပ်ဝါများအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေသက်ရှိချမ်းသာစိတ်ချမ်းသာဒုယဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံပဝါယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပို့အပ်မေတ္တာတဟုရောင်မြူပါဝင်းငွေလမင်းနှရောင်ချင်းရှက်ယုံပေါင်းဆောင်ရခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတုံလုံးစုံများစွာတတ္တဝါတို့၏
မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တာဝမ်းသာရှင်မြူဝမုံလူလည်းရဲ့ကြည်နူးပွဲကြုံဖူးပွင့်ညကုန်သည်ဖြစ်၍ဒုက္ခနကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတည်းဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း